အဓိက metaphysics မှာဘာလေ့လာလဲဆိုတော့သူကဒီ existentialism သဘောကိုလေ့လာပေါ့ဖြစ်တည်မှုဤအခြေခံသဘောတရားပေါ့အဓိကbeing ဆိုတာဘာလဲပေါ့နော် being ဆိုတာဘာလဲပေါ့ existentialism being ဆိုတာဘာလဲပြီးတော့ပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဘာလဲ essence ပေါ့ essence of being ပေါ့နော် being ဆိုတာဘာလဲနောက် essence of being အဲ့ဒါပါ metaphysics ပညာရဲ့အရေးမြစ်ပဲပေါ့နော်နှစ်ချက်လေးပေါ့ပြန်ပြောကြည့်ပါဦးနော် being ဆိုတာဘာလဲကိုလေ့လာတာရယ်နောက် essence of being ဆိုတာဘာလဲဆိုတာလေ့လာတာနော်အဲ့နှစ်ချက်ကိုအဓိကထားပြီးတော့မှဒီ metaphysics ဆိုတဲ့အပိုင်းကကင်တွေ့တာပေါ့နော်အဲ့တော့ဟုတ်ကဲ့ပါအခုဒီနားလဲမလားဟုတ်ကဲ့နားလဲပါတယ်ဟုတ်ကဲ့ being ဆိုတဲ့တဲ့သက်ရှိတတ်မဲ့အရာဝတ္ထုမှန်သမျှရဲ့ဖြစ်တည်မှုအတော်များများပါဝင်သွားပြီလေနော်ဟုတ်ပါပြီးတော့အဲ့ဒီဖြစ်တည်မှုတွေရဲ့အနှစ်သာရဆိုတာဘာလဲဆိုတဲ့အပိုင်းကိုလည်းပါဝင်သွားပြီအဲ့တော့ဘာသာရေးပိုင်းထိသူကဝင်ရောက်ပြီးတော့ဆွတ်ဖတ်သွားတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အခုအဲ့ဒီ metaphysics ဆိုတဲ့စကားလုံးဝါဟာအဓိပ္ပာယ်ကဘယ်လိုပေါ်ပေါက်လာလဲဆိုတဲ့အပိုင်းကိုပြန်ရှင်းပြပေးမယ်နော်ဟုတ်ကဲ့ပါအဲ့တော့ metaphysics ဆိုတာတော့ရှင်းပြောရင်တော့ Socrates Plato Aristotle တို့ရဲ့ classical Greek philosophy မှာတော့အဲ့အကြောင်းအရာကိုထဲထဲဝင်မှာရေးထားတာမရှိဘူးလို့တော့လေ Aristotle ရဲ့နော်သူ့ရဲ့ the four principles ဆိုတဲ့ကျမ်းကြီးမှာထည့်သွင်းထားတဲ့အဲ့ဒီ metaphysics ဆိုတဲ့စကားလုံးကသူက first philosophy လို့ခေါ်တယ်ကွာ metaphysics ဆိုတာ first philosophy ပေါ့ philosophy ရဲ့အဦးဆုံးပေါ့သူက wisdom လို့ခေါ်တယ်ပေါ့အဲ့ metaphysics ဆိုတဲ့အရာသူတို့ Plato တို့ Aristotle တို့ Socrates တို့ကmetaphysics ကိုသူတို့ကင်တွယ်လို့ရတဲ့အရာမဟုတ်ဘူးသတ်မှတ်ခဲ့ကြတယ်နော်သတ်မှတ်ခဲ့ကြတယ်ဟောဆိုတော့ तू ကအဲ့မှာ Aristotle လက်ရာတွေကိုတော့ပြန်လည်ပြည့်ဖြတ်ပြီးရေးသားတဲ့လူတယောက်ရှိခဲ့တယ်အဲ့ဒါ BC 100စုခန့်ပါပေါ့နော်အဲ့လူက Andronicus Fortis ဆိုတဲ့လူနော် Andronicus Fortis ဆိုတဲ့ဒီ philosopher တယောက်ကဒီ Aristotle ရဲ့ physics သဘောတရားတွေကိုနော်ရေးတဲ့အချိန်မှာ तू က Tamata to physical ဆိုတဲ့ gen ဆိုတဲ့ physics gen မှာ तू ကအဲ့ဒီစကားလုံးထိပ်ပဲကို तू ယူတာ Tamaka physical ဆိုတာ metaphysics ပေါ့နော်ဒီ beyond ပေါ့ beyond တော့ transcendent ပေါ့ transcendent ဆိုတာ beyond transcendent ဒီ physics ပေါ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေရဲ့နော်ဖြစ်တည်မှုရဲ့နော်ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေရဲ့အနှစ်သာရတွေအလွန်ပေါ့အလွန်ဆိုတာဘာလဲဆိုတာစတင်ပြီးတော့तू ကမင်းကိုထုတ်ခဲ့တာပေါ့နော်မင်းကိုထုတ်ခဲ့တဲ့ခါကျတော့ဒါပေမဲ့အဲ့ဒီအရာတွေကိုခေတ်ဆက်ဆက်ကကြတော့ဒီBuddhism တို့နော်နောက်တာဝိုတို့နော်နောက်ကိုတို့ဇင်တို့နော်နောက်ကိုတို့နောက်ခရစ်ယာန်တို့နော်ဂျူဒီဇမ်တို့နော်အဲ့ဒီကိုနောက်အစ္စလာမ်တို့ဟောပေါ့မွတ်စလင်ပေါ့အစ္စလာမ်တို့အဲ့လိုဒီဝါဒတွေနော်မျိုးစုံပေါ်လာတဲ့အချိန်မှာဒီ metaphysics ဆိုတဲ့အရာက philosophy တခုအနေနဲ့လေ့လာစရာကောင်းတဲ့အရာမဟုတ်ဘဲနဲ့မှယုံကြည်သက်ဝင်မှုဆိုတဲ့ဘာသာတရားပုံစံမျိုးနဲ့တော့တည်ရှိနေတဲ့ပုံစံဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ပါဟိုမှာတော့အကိုရှင်းပြထားပြီးသွားပြီပထမအကို chapter မှာတော့ဗာလို့ philosopher တွေမှာdialectic နီးနဲ့မလုပ်တဲ့ philosopher တွေအကုန်လုံးက Sophist လို့ခေါ်ကြတယ်လေနော်ဟုတ်ကဲ့ Sophist ဆိုတာ ਨੇ ဒီဂုရုဆရာကြီးရဲ့နှုတ်ထွက်စကားတွေအကုန်လုံးကိုမှဟုတ်တယ်မလားမှတ်တမ်းပြုပြီးတော့သူ့ရဲ့ဝါရလည်းအားလုံးမသိလိုက်နာတာကို Sophist လို့ခေါ်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့လို Sophist တွေကနေရောနှုတ်ထွက်ဖြစ်ပေါ်လာအရာတွေအားလုံးဟာmetaphysics သဘောတရားတွေပါတဲ့ခါမှာဘာဖြစ်သွားလဲဆိုတော့ religious ဖြစ်ပေါ်လာတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ Sophist ကနေ religious ဖြစ်ပေါ်လာဒါပေမဲ့ metaphysics philosophy မှာကြတော့ဘာသွားတွေ့လဲဆိုတော့သူတို့ကအဲ့ဒီ Sophist ဆရာကြီးတွေဖြစ်တဲ့ဗုဒ္ဓတို့နော်Confucius တို့အဲ့လိုဆရာမျိုးတွေမနီးတို့နော် Jesus Christ တို့အဲ့လိုလူမျိုးတွေရဲ့ဒီနှုတ်ထွက်စကားတွေကိုဟိုမှာအဲ့လို structuralism ပေါ့နော် structuralism ဆိုတာကိုအဆောင်ဝါဒတပေါ်နဲ့လက်ခံတာမဟုတ်တော့ဘဲနဲ့မှာကိုယ်တိုင်ကိုကြ individually မင်းကိုထုတ်ပြီးတော့မှ individually လေ့လာသုံးသပ်တဲ့ဘာသာရပ်တစ်ခုဖြစ်နေနဲ့ philosopher တွေနဲ့ခန်းကဏ္ဍမှာတရှိလာတာကိုပြောရတာပေါ့နော်ဥပမာပြောရင်တော့ metaphysics ပညာကိုလေ့လာခြင်းဒီဘာသာမဲ့ဖြစ်ဖို့နှီးစက်သွားတဲ့အနေအထားပဲပေါ့အဲ့လိုဟုတ်ကဲ့သဘောပါနော်အဲ့တော့ဆိုတော့ဒီအဲ့မှာဒီ metaphysics ကနော်ဘယ်ပိုင်းတွေကိုလေ့လာရလဲဆိုတဲ့အပိုင်းကိုပြန်ရှာဖွေကြမယ်အဲ့မှာ तू တွားကင်တွဲတဲ့အပိုင်းတွေကတော့နံပါတ်1ကတော့ ethics ပေါ့နော် ethics တွေကို तू ပြန်ပြီးကင်တွဲတယ်ပြီးတော့ epistemology ပေါ့နော်အသိပညာဗေဒပိုင်းတွေပြန်ကာကွယ်ပြီးတော့ logic ဆိုတဲ့ပြန်ပြီးကင်တွဲတယ်အဲ့ဒီအရာဒီ၃ခုနောက်ွယ်မှာ metaphysics ကဘယ်လိုရှိလဲပေါ့analytical thinking မှာကိုကင်တွယ်ခဲ့ပြီးတော့ ethics တို့ epistemology logic တို့မှာကိုတို့က physics သဘောဆက်ဆံနော်ကိုတို့ကဥပဒေသားတွေဆောင်ရွက်ပြီးတော့မှဥပဒေဆိုတာကတော့ကိုတို့က
ဟိုဘောဒီရုပ်ပိုင်းဆိုင်ရာအဖြစ်တက်ရောက်မှုရှိနေရတယ်ပါဝင်တယ်ပေါ့နော် law ဆိုတော့ဟုတ်တယ်မလားအဲ့တော့ ဟုတ်ကဲ့ law ဆိုအဲ့ law တွေရဲ့နောက်ွယ်မှာရှိနေတဲ့အရာကဘာလဲပေါ့ဥမာ ethic တွေရဲ့နောက်မှာဘာရှိလဲပေါ့ epistemology တွေရဲ့နောက်မှာဘာရှိလဲ logic တွေရဲ့နောက်မှာဘာရှိလဲဆိုတော့အမှန်တရားရဲ့သဘောတရားကဘာလဲပေါ့အဲ့ဒီအရာကိုလေ့လာခြင်းလည်းဖြစ်တယ် metaphysics ကအဲ့တော့ metaphysics ကိုလေ့လာဖို့တော့တော်တော်တိုင် philosopher တွေကမကင်တွယ်ကြဘူးပေါ့မကင်တွယ်ကြဘူးနော်ကင်တွယ်ရင်လည်းသူတို့ရဲ့ method of doubt ဆိုပြီးတော့ René Descartes တို့ရဲ့ဒီတန်တရားဝါဒနော် skepticism ဆိုတဲ့တန်တရားဝါဒတွေနဲ့ပဲသူတို့ကအဖြေမရှိပဲဆုံးသက်သွားတာများတယ်ပေါ့နော်အဲ့တော့ပြောရင်တော့ဘာလို့လဲဆိုတော့ယုံသွားပေတာအဖြစ်စမ်းသပ်လို့မရတဲ့ level တစ်ခုဖြစ်နေတာဟုတ်ဘာလို့ဆိုတော့ဒီစိတ်နဲ့ခန္ဓာအချိန်အာကာသအကြောင်းအကျိုးဆက်ဆက်မှုလို့အဲ့ပညာရကသူကတည်ရှိနေတဲ့ခါကျတော့ဒီယုံပေတာအဖြစ်ရုပ်ပိုင်းဆိုင်ရာတင်ချာပေါ့တင်ချာနီးလာအဖြစ်ဟုတ်ကဲ့တက်တည်ပြလို့မရတဲ့အရာတွေဖြစ်နေတယ်အဲ့ဒါကတော့ metaphysics ရဲ့ဒွိဟာဆန်တဲ့သဘောပေါ့တင်ချာမှာဟိုပြောရင်တော့တက်တည်ပြလို့မရရင်တော့အမှန်တရားမဟုတ်ဘူးလေနော် proof မရှိရင်အမှန်တရားမဟုတ်ဘူးဒါပေမဲ့ metaphysics မှာကြတော့ तू ကဒီတက်တည်ပြလို့မရတဲ့အရာတွေဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေဖြစ်တဲ့ spirituality ဖြစ်တဲ့အရာတွေပြီးတော့ miracle တွေပြီးတော့ occult တွေပြီးတော့ mystery တွေအဲ့ဒါတွေအကုန်လုံးကဒီ metaphysics ထဲမှာစီးဝင်ဟုတ်ကဲ့စီးဝင်တော့အဲ့ကိစ္စတွေကိုကင်တွယ်ဖို့အတွက်ကတင်ချာတစ်ခုတွေနဲ့ဖြည့်ရှင်းလို့မရအောင် physics တစ်ခုတွေဖြည့်ရှင်းလို့မရအောင် chemistry တစ်ခုတွေဖြည့်ရှင်းလို့မရအောင်အဲ့တော့ဒီပညာရဲ့ဒီနောက်ပိုင်းမှာနော်လေ့လာဖို့အတွက် metaphysics မှာအဓိကအပိုင်းကြီး၃ပိုင်း꿰သွားတယ်နော်။ပိုင်း၃ပိုင်း꿰သွားတယ်။အဓိက ontology ဆိုတဲ့အပိုင်းပေါ့နော်။အဲ့ဒါကဟုတ်ကဲ့တိမှုဗေဒပေါ့နော်။ဟုတ်ကဲ့။နောက် cosmology ဆိုတဲ့အပိုင်းပေါ့နော်။အဲ့ဒါတော့စကြဝဠာရဲ့မူလအစအချိန်တွေအကြောင်းကျိုးဆက်ဆက်မှုတွေလေ့လာတာပေါ့နော် cosmology ကတော့ physics သမားတွေလေ့လာတယ်ပြင်မဲ့ Stephen Hawking တို့ Einstein တို့ပုဂ္ဂိုလ်မျိုးတွေက metaphysics ဆန်တဲ့စကားတုတ်ထွက်စကားတွေ metaphysics ဆန်တဲ့ဒီအကြောင်းအရာတွေရေးသားခဲ့ရတော့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ပါဒီmetaphysics မှာ ontology ပါတယ် cosmology ပါတယ်နောက် general metaphysics ပေါ့ general metaphysics ကဘာတော့တူလဲဆိုတော့သူကဥမာပြောရင် religious ပါပဲဘုရားသခင်တို့ဝိညာဉ်တို့ကံကြမ္မာတို့ဆိုတဲ့အပိုင်းတွေပေါ့နော်ဟုတ်ကဲ့အဲ့တော့ metaphysics မှာအပိုင်းကြီး၃ပိုင်းရှိတယ်ဘာအပိုင်းတွေလဲဆို ontology ပိုင်းရှိမယ်နော် cosmology ပိုင်းရှိမယ်နောက်ဘာဖြစ်လဲ general metaphysics ရှိမယ်နော်အဲ့တော့ ontology ပိုင်းဆိုတာကဘာလဲ ontology ပိုင်းဆိုတာအရာဝတ္ထုတွေရဲ့တည်ရှိမှုကဘာလဲအရာဝတ္ထုတွေရဲ့အမျိုးအစားခွဲခြားမှုကဘာလဲအရာဝတ္ထုတွေရဲ့နှစ်သာရဘာလဲအရာဝတ္ထုတွေရဲ့လာရဘာလဲအရာဝတ္ထုရဲ့အဆုံးသက်ခြင်းကဘာလဲအဲ့လိုအရာတွေကိုလေ့လာတာ ontology လို့ခေါ်တယ် cosmology ကတော့စကြဝဠာကြီးရဲ့မူလအစဘာလဲအချိန်ဆိုတာဘာလဲနေရာဆိုတာဘာလဲအကြောင်းအကျိုးဆက်ဆက်မှုတွေကဘယ်လိုရှိနေရလဲဆိုတဲ့အပိုင်းကိုလေ့လာတဲ့ပညာပေါ့နော်နောက် general metaphysics ကတော့ကိုလိုဖြစ်တည်မှုအခြေခံသဘောတရားဖြစ်တဲ့ဘုရားသခင်ကတည်ရှိရလားမရှိရလားဝိညာဉ်ဆိုင်ရာတည်ရှိမှုတွေအကြောင်းအရာတွေပြီးတော့ကံကြမ္မာဆိုင်ရာတည်ရှိမှုအကြောင်းအရာတွေအဲ့တော့တဲရော့တို့နော်တာဝူတို့နော်နောက်ဗူဒူးတို့နော်နောက် psychological နောက်ဟာပေါ့ဒီ psychoanalyst ပညာရဲ့ဖြစ်တဲ့အိမ်မွေးချပညာရဲ့ဒီထီကိုမှာသူတို့တွေက general metaphysics အနေနဲ့တည်ရှိခဲ့ကြတယ်ပေါ့အဲ့တော့ကိုတို့အနေနဲ့ metaphysics ကိုအချင်းချုပ်ပေါ့နော်သူရဲ့ definition ကိုခုနပြောပြပြီးသွားပြီပေါ့နော်အဲ့တော့အနေနဲ့အဲ့ဘက်မှာနားမလည်တဲ့အပိုင်းလေးရှိရင်အခုပြန်ပြီးတော့ထောက်ရှုလို့ရပါတယ်ဟုတ်ကဲ့ပါဆရာအခုဒီထဲမှာဆိုရင် metaphysics ထဲမှာ spiritual တွေပါတယ် ontology cosmology cosmology နောက်ပြီးတော့ဒီ general physics ပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ဒီအကြောင်းအရာတွေပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါကိုညီအနေနဲ့ပေါ့ပါအနေနဲ့ဘယ်လိုနားလည်လိုက်လဲမသိဘူးmetaphysics ကတော့အရာအလုံးရဲ့အခြေခံဖြစ်တည်မှုတွေကိုလေ့လာတာပေါ့ဆရာအခြေခံဖြစ်တည်မှုဆိုတာဟိုဒီ logic တွေရဲ့နောက်ွယ်ကအရာတွေနောက်ပြီးတော့ဒီဘယ်လိုပြောမလဲဒီ ethic တို့ logic တို့ရဲ့နောက်ွယ်အရာတွေ foundation တွေ being တွေအကုန်လုံးပေါ့ဆရာဟုတ်ကဲ့နောက်ဆက်ကြပါလားပေါ့အဲ့တော့အရင်တော့ metaphysics ကိုဘယ်လိုနားလည်ထားလဲမသိဘူးအခုအရင်တော့နားထားပုံစံနဲ့ဘယ်လိုလေးနည်းနည်းတူညီမှုရှိတယ်၊ကွဲပြားမှုရှိတယ်ဆိုအပိုင်းလေးကိုတစ်ချက်လောက်ကိုပြောပြပါဦးအရင်တော့ကျတော့ကျွန်တော်က metaphysics ကိုဒီ spiritual ဘက်ကိုပို့ပြီးတော့သွားတယ်လို့ပဲကျွန်တော်ထင်တာပေါ့နော်ဒီ root ဒီ being တွေဒီခုန ontology တို့အကုန်လုံးနဲ့ဆက်တယ်ဆိုတာတော့အခုမှပို့ပြီးတော့သဘောပေါက်သွားတယ်ဟုတ်ကဲ့
ဟုတ်အဲ့ဒါကိုတို့ပြန်ပြီးတော့နော် ontology ဆိုတဲ့အပိုင်းလေးကိုပြန်ရှင်းမယ်နော် cosmology ဆိုတဲ့အပိုင်းကိုပြန်ရှင်းမယ်ပြီးတော့ general metaphysics ဆိုတဲ့အပိုင်းကိုပြန်ပြီးတော့မှကိုတို့ဟိုထဲထဲဝင်ပြန်ရှင်းကြမယ်နော်အဲ့တော့ ဟုတ်ကဲ့ပါ ontology ဆိုတာဘာလဲပေါ့ ontology ဆိုတာက what is there ပေါ့ what is there ဘာတွေတည်ရှိနေရလဲနော် what does it mean to the exist ပေါ့တည်ရှိခြင်းဆိုတာဘာလဲပေါ့အဲ့လိုအရာမျိုးလေ့လာတဲ့ပညာရပ်တစ်ခုသူက what is it there ဒီမှာဘာတွေရှိနေတည်ရှိနေတာနော် what does it mean to exist တည်ရှိခြင်းဆိုတာဘာလဲနော်အဲ့လိုမျိုးအရာကိုလေ့လာအဲ့တော့သူရဲ့သဘောတရားကontology မှာကဟိုရှင်းပြောရင်တော့ဟိုအများစုကတော့ဒီ religious အပိုင်းနဲ့ဒီ philosophy ဆရာကြီးတွေဖြစ်တဲ့နော်ဖျားတွေပေါ့ဖျားတွေကိုဘုရားစကားတွေနဲ့ကိုယုံကြည်ခြင်းဆိုတဲ့ faith force ဆိုတဲ့အရာနဲ့ကိုတို့ကတော့အဲ့ဒီအရာကိုဖြည့်ရှင်းပြီးသားဖြစ်သွားခဲ့ကြတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့အဲ့ metaphysics ကြီးတစ်ခုလုံးဒီလိုဟာကြီးကိုဘာတွေရှိနေရလဲတည်ခြင်းဆိုတာဘာလဲဆိုတာဟာတွေကိုလည်းသိစိတ်ဝင်စားတဲ့အုပ်စုက communism တွေပေါ့ဟုတ်ကဲ့ပါ communism တွေကရက်နေတဲ့နေရာကနေပြီးတော့မှဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အရာတို့ကဒီရုပ်ပိုင်းဆိုင်ရာတွေကစွမ်းရည်တစ်ခုနဲ့တည်ရှိနေပြီးတော့အမြဲတမ်းဖွံ့ဖြိုးတိုးတက်နေရမယ်တမှုကနဲ့မူလပေါင်းစည်းပြီးတော့မှနော်ပြတ်သုံးသွားတယ်ပြီးအသစ်တစ်ဖက်ပြန်လာမွေးဖွားရဆိုရယ်ယူဆထားတဲ့ကြောင့်မို့တို့ကဘာပဲတည်ရှိနေတယ်တည်ရှိခြင်းဆိုတာဘာလဲဆိုတော့တိတ်ပြီးတော့မှထဲထဲဝင်စိတ်ဝင်စားတဲ့အနေအထားမရှိကြဘူးအဲ့တော့ရှိကြအောင်ဟုတ်ကဲ့အဲ့တော့လက်ဝဲသမားတွေက ontology ဘိုင်းကိုလေ့လာဖို့အတွက်ကသူတို့အတွက်ကဒါကဟိုအကျိုးမဲ့အလုပ်ရတစ်ခုလို့သူတို့ကတော့အနေငယ်မှာခံယူကြတယ်ပေါ့နော်ဟုတ်ကဲ့ဘာလို့အတိတ်ကိုပြန်ကောက်နေတဲ့ကိစ္စတွေဖြစ်လို့ကြောင့်မလို့လေဟုတ်ကဲ့ပါအဲ့တော့အရာဝတ္ထုတစ်ခုတည်ရှိနေဆိုတာဘာလဲပေါ့အဲ့တော့အရာဝတ္ထုတစ်ခုတည်ရှိနေဆိုအရာမှာဘာရှိမလဲပေါ့အမှနှစ်ခုရှိသွားတာပေါ့နော်အဲ့မှာ essence နဲ့ existence ဆိုတဲ့နှစ်ခုကအရာဝတ္ထုတစ်ခုတည်ရှိတဲ့အရာမှာပေါ်လာတယ်ဘာလဲဆိုတော့အကိုတို့ဒီလူသားဆိုရင်ဒါ existence တစ်ခုပေါ့လူသားရဲ့နှစ်တာဘာလဲလူသားအပန်းတီးတစ်လုံးအဲ့ဒီတစ်လုံးကတည်ရှိမှုဖြစ်လာတယ်အပန်းတစ်လုံးရဲ့နှစ်တာဘာလဲဟုတ်ကဲ့နော်အဲ့လို existence ကဖြစ်တည်မှုတိုင်းတစ်လုံးကဘာလို့ရှိနေရလဲပိုင်းတစ်လုံးရဲ့အနှစ်သာရကလည်းဘာလဲနော်တစ်ပင်တစ်ပင်ကဘာလို့ရှိနေရလဲတစ်ပင်တစ်ပင်ရဲ့အနှစ်သာရကဘာလဲတိမ်ကြီးကဘာလို့ရှိနေရလဲတိမ်ကြီးနှစ်သာရဘာလဲဆိုပြီးအဲ့နှစ်ပိုင်းက ontology ရဲ့အရေးကြီးတဲ့အပိုင်းတွေမှာပါတယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့အဲ့မှာ essence ဆိုတာဘာလဲ essence ကကိုတို့ကစပွဲခုံတစ်ခုပြောလိုက်မှဆိုရင်စပွဲခုံတစ်ခုမှာ6ရောက်တယ်မရှိဘူးလားဟုတ်ကဲ့ဟုတ်ကဲ့6ရောက်ရှိရပြီးတော့အပေါ်ကမျက်နှာပြင်မရှိဘူးလားရှိတယ်နော်အပေါ်ကမျက်နှာပြင်6ရောက်တယ်ရှိမှစပွဲခုံရဲ့ essence တစ်ခုပေါ်လာတာမဟုတ်ဘူးပေါင်တစ်ခုကြောင့်ဟုတ်ကဲ့အဲ့တော့ဒီစပွဲခုံတစ်ခုဖြစ်ဖို့က6ရောက်တယ်ရှိရမယ်အပေါ်ကမျက်နှာပြင်ရှိရမယ်အဲ့ဒါသူ့ရဲ့ essence ပေါ့နော်အဲ့ဒီ essence ကလက်တွေ့လောကတွေတကယ်ရောက်လာမှာ actuality ရောက်လာပါတော့အဲ့ဒါမှရောက်လာခါမှာ existence ဖြစ်လာတယ်ပေါ့အဲ့မှာကိုတို့ကနှစ်ပိုင်းကွဲသွားတယ် existence ဖြစ်တဲ့ခါမှာကိုတို့က concrete entity နဲ့ abstract entity ဆိုနှစ်ခုကွဲသွားတယ်အမှ concrete entity ကျတော့ကိုကလက်နဲ့ထိပြီးလို့ကင်တွေလို့ရပြီအာရုံခံစားမှုကပိုင်းအားဖြင့်လက်နဲ့ထိလို့ရတဲ့အရာမှန်တယ်များတစ်ပင်တို့လူတို့ပန်းသီးတို့ဘာတို့ညာတို့တက်မှာအစုံပေါ့နော်အဲ့ဒီအကုန်လုံးနေဒီ concrete entity ဖြစ်ပြီးတော့เนาะ abstract entity ကျတော့ကိုကသင်္ချာကိန်းကနန်းတွေကို theory တို့เนาะ absolutely true တို့เนาะနောက်ပြီးတော့ဒီအကိုဓမ္မတရားတွေပေါ့အဲ့ပြီးတော့ဥပဒေတာတွေပေါ့အဲ့ဒါတွေအကုန်လုံးနေဒီ abstract entity ပေါ့နော်အဲ့တော့ကိုတို့ကဒီ ontology မှာလေ့လာတဲ့အပိုင်းမှာဆိုရင်ကိုက concrete entity နဲ့ abstract entity ဆိုနှစ်ခုကွဲသွားတယ်ပေါ့နော်ကွဲသွားမှာဒါပေမဲ့အဲ့နှစ်ခုလုံးမှာ essence တော့ existence ဆိုတဲ့အရာကိုရှိမှုပေတာအမြဲသတိထားကြည့်နေတာပေါ့နော်ဟုတ်ကဲ့အဲ့တော့အကိုတို့ကဒီဗုဒ္ဓဇင်ရဲ့လမ်းကြောင်းမှာဆိုရင်လည်းဗုဒ္ဓမြတ်စွာဘုရားဒီ essence နဲ့ existence ကိုသူတွားကြည့်ရင်ဒုက္ခသစ္စာသမုဒယသစ္စာကိုသူတွေ့ရလေနော်လူသားရဲ့ essence ကဘာလဲသမုဒယသစ္စာဒုက္ခသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုရင်သစ္စာ၄ပါးတရားရဲ့ essence ကိုတွားတွေ့တော့ तू ကဘာလို့ခေါ်မလဲ abstract entity လို့ခေါ်မှာနော်ဟုတ်ဆိုဒီအကြောင်းအရာတွေကြတော့ကိုတို့က abstract ဖြစ်သွားပြီလေနော်သစ္စာ၄ပါးဆိုတာကြီးနော်ဟုတ်ကဲ့အဲ့တော့metaphysics သဘောအဖြစ်နောက် Jesus Christ ကပြောတယ် Jesus Christ ကျတော့ तू ကအကောင်းကြီးပုံရှိတယ်ကောင်းကြီးပုံရှိတယ်အေရင်ဥယျာဉ်ဖန်ဆင်းလိုက်တယ်ဒီကောင်းကြီးပုံမှာဘုရားသခင်တပါးတည်းရှိတယ်သူလည်းဘုရားကနေပြီးတော့မှသူ့ရဲ့ကြည်ရှိခြင်းကို existence ကို essence ပြခြင်းလို့လူပုံဖန်တီးတယ်အဲ့မှာ essence ကပါလား essence ကလူဒီစကြဝဠာကြီးကိုဖန်တီးတာ essence ဒါ existence ကပါလား existence ဘုရားသခင်တည်ရှိနေခြင်း existence အဲ့လို ontology အပြင်ဘုရားသခင်ဘယ်လိုရှိလဲဘုရားသခင်က essence အနေနဲ့ရှိတာမရှိဘူးဘုရားသခင်ကိုအဲ့လိုမျိုး
ဒီ Christian တွေက essence အပြင်အနှစ်သာရအပြင်မသိနိုင်ဘူးလို့အများနဲ့ပြောတာအခုမှဒီပြန်ဆက်ပြီးတွေးခေါ်ကြည့်လိုက်အခု Christian တွေတို့ဖုန်းတော်ကြီးတို့များမေးကြည့်လိုက်ဘုရားသခင်ကို essence အပြင်သိနိုင်လားလို့မသိနိုင်ဘူးဘာလို့ဆိုတော့ဒါက existence အရာတစ်ခုလို့သူကပြောလိမ့်မယ်အဲ့တော့ဗုဒ္ဓဘာသာမှာကျတော့လေကိုတို့ကတစ္ဆာ၄ပါးတရားကိုကိုတို့က essence ကိုအနှစ်သာရအပြင်တရှိထားတယ်အဲ့တော့ existence ဘာလဲ existence ဘာလဲအနိစ္စဒုက္ခအနတ္တဆိုတဲ့အရာကို existence လို့ခေါ်တာအဲ့တော့hello ဆိုလေပြောင်းလဲခြင်းတရားက existence ဖြစ်တယ် hello ဟုတ်ကဲ့ပါဆရာခုန line နဲ့ထစ်သွားတယ် helloစစ်တော့ကြိုင်လာမတာစစ်တော့ hello အဲ့ဒါအဆင်ပြေလားအခုရပြီလားညီလေး ဟုတ်ကဲ့ခုနကတော့ line နဲ့ကြာသွားလို့ ဟုတ်တယ် ဟိုဘယ်နာရောက်ပြီလဲဆိုတော့ဟုတ်ကဲ့ဟိုဘုရားသခင်ရဲ့ essence နဲ့ existence အကြောင်းကိုပြောနေတာပေါ့ဆရာနောက်ပြီးတော့ဟိုနေရာမှာရက်သွားပေါ့ဗုဒ္ဓရဲ့ဟိုချင်းတာချင်းတည်ခြင်းဆိုရယ် existence ပေါ့ဟုတ် existence ရဲ့ပြီးတော့ essence ကြတော့တစ္ဆာ၄ပါးဆိုရယ် essence ပေါ့နော်အဲ့တော့ဗုဒ္ဓကြတော့ existence အပြင်ကိုဗုဒ္ဓကလူပုဂ္ဂိုလ်ဖျောက်ပလိုက်တာပေါ့နော်ဖျောက်ပြီး existence ဒီသင်္ခါရသဘောတရားသတ်မှတ်ပြီးတော့ essence ဒီတစ္ဆာ၄ပါးတရားသတ်မှတ်လိုက်ဗုဒ္ဓအဲ့တော့ဘုရားသခင်ဝါဒရဲ့အများစုကတော့ essence ကိုသတ်မှတ်တဲ့နေရာမှာနော်ဟို essence ကဖန်ဆင်းခြင်းကိုသတ်မှတ်တယ်နော်ဖန်ဆင်းခြင်းကိုသတ်မှတ်ကြတယ် existence ကိုကျတော့သူတို့ဘုရားသခင်ကိုသတ်မှတ်ကြတယ်အဲ့တော့ဟိန္ဒူဝါဒရောနော် Christian ဝါဒရောအစ္စလာမ်ဝါဒရောဝါဒတွေအားလုံးတွေဒီessence နဲ့ existence သူတို့တွေက existence ဒီဘုရားသခင်ဖြစ်ပြီးတော့ essence ဒီဟောဖြစ်တယ်ပေါ့ဘုရားသခင်ဖန်ဆင်းခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်နောက်ကိုတို့ဂရိနဲ့ဘုရားကြီးကြောင့်ကြည့်အောင်ဂရိနဲ့ဘုရားကြီးကျတော့သူကဇူရိနဲ့ဘုရားကြီးနဲ့သူတို့အခုတို့နဲ့မဆိုင်ဘူးကွာသူ့ရဲ့ဒီ methodology မှာကျတော့လေ green methodology မှာကျတော့သူတို့ဖန်ဆင်းထားတဲ့အရာဆိုတော့သူတို့မရှိဘူး green တွေရဲ့ပုံမြင်အရာ existence ဒီသူဘာလဲဆိုတော့သူကဇက်ကြောင်းရှိတာ existence ဒီသူကဘာလို့တော့ narrative ဖြစ်ပြီးတော့ essence ဒီအဲ့ narrative တွေကိုဆောင်ရွက်နေတယ်လူပုဂ္ဂိုလ်တွေကိုသတ်မှတ်တယ်အထူးရပဲgreen တွေရဲ့ပုံမြင်ရလေ green တွေရဲ့ပုံမြင်ရ green တွေရဲ့နတ်ဖျားတွေပုံမြင်ကိုသူတို့မှာ god ကွာတာကိုသူတို့ကလက်မခံဘူး green တွေကလေဟုတ်ကဲ့အဲ့တော့ green တွေကိုမှဒီ Christian တွေကဒီယောမဆင်းသက်လာတဲ့ဒီပုံကိုယ်တွေက Christian နဲ့တော့တွေ့တဲ့အကြောင်းအရာတွေအများကြီးအဲ့ဒါတွေနဲ့စောက်ပါတာပေါ့နော်သူက net တွေအများကြီးကိုးဝယ်တယ် existence ဆိုရင်သူကကြည်လင်ပြတ်သားတဲ့ existence မရှိဘူးကွာနတ်ဖျားတွေတိုင်းကနေရာတိုင်းမှာလွှမ်းမိုးထားတဲ့ပုံစံမျိုးရှိတယ်အဲ့တော့တဆူသေးတော့ဖျားဆိုပြီးတော့Christian တို့ Muslim တို့ကဘာလို့ပြောနေကြဆိုတဲ့အရာဒါပဲသူတို့အရင်ခေတ်တုန်းကဖျားအဆူဒီနတ်ဖျားအဆူတွေကသူ့ပိုင်စားနဲ့သူရှိပြီးတော့သူ့နေရာနဲ့သူဖန်တီးနေကြတယ်ဆိုတဲ့အယူဆကိုပယ်ဖြတ်ပြီးတော့ God ဆိုတဲ့ဝါဒကြီးကို God ကိုအကြီးရေးပြီးတော့ဗောနော်အကြီးနဲ့ရေးပြီးတော့ဟုတ်ကဲ့နတ်ဖျားတွေမရှိဘူးနတ်ဖျားတွေဆိုတာဒီ God တွေကနေပြီးတော့ဒီ God ကြီးကဘုရားသခင်ကဖန်ဆင်းထားတဲ့အရာတစ်ခုလို့သူတို့ပြန်ပြီးတော့မှမှတ်ချက်ပြုတာဗောမှတ်ချက်ပြုတာဟုတ်ကဲ့အဲ့တော့အခုတို့ရှေးဟောင်းဘာသာရေးဖြစ်တဲ့ဒီဂရိတို့နော် Egypt တို့ရဲ့အရာတွေမှာ essence ဒီဘာဖြစ်လဲ essence ဒီဇက်ကြောင်းတွေရဲ့နော်ဒီ character တွေဖြစ်ပြီးတော့ existence ဒီဇက်ကြောင်းတွေဖြစ်တယ်ဗောဒီနတ်ဖျားတွေရဲ့ဇက်ကြောင်းတွေဖြစ်အဲ့တော့အခုတို့တွေအနေနဲ့ဒီဘယ်အရာမဆိုလေးလာရင် essence နဲ့ existence ကိုလေးလာပြီဆိုတာနဲ့ ontology ဖြစ်တယ်လို့သတ်မှတ်လို့ရတယ်ဗောအခုဆိုရင်ရှိမှုဗေဒဆိုတာညီဘူးဒရရဝါကြီးဗောနော်ရှိမှုဗေဒဆိုတာဒီ existence နဲ့ essence ဆိုတဲ့သဘောနဲ့အရာအလုံးလိုက်ကြည့်လို့ရပါပြီဗောနော်အဲ့တော့အဲ့မှာ concrete entity နဲ့ abstract entity ဆိုပြီးတော့မှကိုကြည့်ရအပိုင်းကိုနှစ်ပိုင်းခွဲလို့ရတယ်ပေါ့အဲ့မှာတစ်ခုထူးဆန်းတာတစ်ခုရှိတာကျွန်တော်ဘာလဲဆိုတော့ universal နဲ့ particular ဆိုပြီးနှစ်ခုက verse ဖြစ်တယ်ပေါ့ပြိုင်လို့ဖြစ်တယ်ပေါ့ဥမာအဖြစ်ဆိုရင်အနီရောင်တိုင်းဟာနော်ပန်းသီးဖြစ်လာပေါ့
အဲ့ဒါကအနီရောင်က universal ဖြစ်တယ်ဒါပေမဲ့ပန်းသီးဒီ particular ဖြစ်တယ်နော် ဟုတ်ကဲ့ အဲ့တော့ရောင်စစ်ခုနှစ်တွဲမှာပိုင်ဆိုင်ထားတဲ့ပုံကိုယ်ဥပမာအပြာရောင်တိုင်းကပင်လယ်ဖြစ်လာပေါ့နော်ကောင်းကင်ဖြစ်လာပေါ့ဒါပေမဲ့အပြာရောင်ဒီ universal ဖြစ်ပြီးတော့ particular ဒီသုံးခုတည်းဖြစ်တယ်အဲ့လိုမျိုး universal နဲ့ particular ဆိုပြီးတော့လေကိုကပြန်ပြီးတော့ ontology ကိုပြန်မြင်လို့ရတယ်ပေါ့နော်အဲ့တော့ontology ဘိုင်းမှာကိုတို့ပြန်ပြောရင်တော့ချုပ်ပြောမယ်ဆိုတော့ essence နဲ့ existence ကိုတို့ကဟုတ်ကဲ့ ခွဲခြားလေ့လာတဲ့ဘိုင်းဖြစ်တယ်အဲ့တော့ရာအလုံး essence နဲ့ existence ဘိုင်းမပါဝင်တော့ ontology ဘာသာရေးကိုလေ့လာလိုက်စားနေလို့တတ်မှတ်လို့မရဘူး ontology နဲ့ပတ်သက်ပြီးတော့ရေးသားနေလို့တတ်မှတ်လို့မရဘူးပေါ့နော်အဲ့တော့ဟုတ်ကဲ့ဒီကြပြားဆိုတာဘာလဲကြပြားရဲ့ existence ကြပြားဆိုတာဘလို့ essence ဖြစ်တာလဲအဲ့လေ့လာရင်လည်းအဲ့ ontology ပေါ့ကြပြားရေးရှိမှုပေးတာပေါ့နော်နောက်သတ္တဝါတွေပေါ့ဇီဝပေတာပိုင်းဆိုင်ရာသတ္တဝါအကြောင်းတကောင်ကဘလို့ရှိရလဲအကြောင်းတကောင်ရဲ့အထက်တာလားဘာလဲအဲ့လေ့လာရင်လည်း ontology ပေါ့အဲ့တော့ဟုတ်ကဲ့ဒီ ontology တွေကconcrete entity ရှိတယ် abstract entity ရှိတယ်ပေါ့ abstract entity နေကြတော့ဗာလဲအဲ့ဒါဆိုတော့ဒီအကိုတို့ကလောကရဲ့တစ္ဆတရားဘာလဲလောကရဲ့အမှန်တရားဘာလဲဆိုရဲပြီးတော့အဲ့လိုအရာတွေလေ့လာမဲ့ခါကြရင်လဲ existence နဲ့ essence နဲ့ပြန်ပြီးတော့မှခွဲခြားလေ့လာကြတယ်ပေါ့အဲ့တော့ဘယ်လိုဆိုတော့ ontology ဘိုင်းကိုဘယ်လိုနားလည်လဲမသိပါဘူးဟုတ်ကဲ့ ontology ကတော့အဓိကကတော့ essence နဲ့ existence ကိုလေ့လာတာပေါ့ဆရာဟုတ်ကဲ့ဟိုတည်ရှိနေအရာနဲ့အနှစ်သာရကိုအဓိကခွဲခြားပြီးလေ့လာတာပေါ့ဆရာဟုတ်ကဲ့အဲ့တော့ကိုတို့နောက်တစ်ခုထပ်ဆက်သွားအောင်ပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုကျတော့ကိုတို့ cosmology ပေါ့ဟုတ်ကဲ့ပါနော်စကြဝဠာပေးတာအဲ့ဒီ cosmology ကျတော့ကိုတို့ကဘာလဲဆိုတော့သူကဒီ cosmology မှာကျတော့သူ physics သဘောထဲမှာ metaphysics cosmology ဆိုပြီးကိုတို့ကထက်လိလာပေါ့နော်အဲ့မှာ metaphysics cosmology ဆိုတာကိုတို့စကြဝဠာရဲ့မူလအစဘာလဲကိုကိုတို့နော် Big Bang theory ကိုကိုတို့ချမှတ်ခိုင်းမယ် Big Bang theory ကလည်းခိုင်မာတဲ့သင်္ချာ theory အဖြစ်အဆုံးသတ်ထားတဲ့ theory တခုတော့မဟုတ်သေးဘူးပေါ့နော်အဲ့တော့ theory of everything ဆိုပြီးတော့ Stephen Hawking ကရှာဖွေတာမအောင်မြင်ခဲ့ဘူးပေါ့ဟုတ်ဆိုrelativity theory ကနေတွားတဲ့လမ်းကြောင်းတွေကနည်းနည်းလေးမှဟိုချို့သင်္ချာပညာရေးကမှာအားနည်းချက်တွေရှိတဲ့ကြောင်းလို့ quantum physics ဆိုတဲ့သဘောတရားအခုပြန်လဲဥဆောင်လာတာပေါ့နော်ဟုတ်ကဲ့ဥပမာcosmology မှာရန်ကောင်းစားတဲ့ဘိုင်းတစ်ပိုင်းရှိတယ်အားတစ်ပိုင်းလဲဆိုတော့အခုတို့ light ပေါ့ light ဆိုရဲဟိုအလင်းပေါ့အလင်းကအခုတို့က observer ရှိတယ်ဆိုရင် light ကကိုစာသင်မှုတွေ physics မှာနော် light အကြောင်းကိုအကုန်သိကြတယ်10နဲ့အောင်နေပြီ light ဆိုတာနှစ်မျိုးရှိတယ်ပုံစံမျိုးနဲ့သူကတပြိုင်တည်းရှိနေတာသူကအလှိုင်းနေနဲ့ရှိနေသလိုနော် particular စီနဲ့ particle အနေနဲ့ရှိနေနော်အမှုန်နေနဲ့ရှိနေအဲ့တော့ observer ကြည့်ဒီစမ်းသပ်သူပေါ့ကြည့်သူကအလင်းကိုကြည့်ရတဲ့အချိန်မှာအမှုန်နေနဲ့အပေါက်လေးတစ်ပေါက်ကိုသူပြစ်သွင်းတဲ့အခါမှာအမှုန်နေနဲ့ထွက်သွားတာကိုမြင်ရပြီးတော့ကြည့်သူမကြည့်တဲ့အချိန်မှာအဲ့ကောင်ကစကစင်ကလျားနဲ့ wave တွေဖြစ်နေဟုတ်ကဲ့အဲ့ဒါထူးခြားတဲ့ရှင်းပြလို့မရတဲ့ဒွိဟသဘောဆန်နဲ့အလင်းရဲ့ဟိုပါ metaphysics သဘောပေါ့နော်ဟုတ်ကဲ့အလင်းကအမှုန်လဲပြောသေးတယ်ဘာဖြစ်လို့လှိုင်းလို့ဖြစ်နေရလဲဟုတ်ကဲ့ပြီးတော့အလင်းဒီနော်အမှုန်ဆိုရင်ဘာလို့လှိုင်းကဲလို့ဆောင်ရွက်တယ်လဲအဲ့ဒီအကြောင်းအရာတွေကိုအခုချိန်ဒီ physics ကသင်္ချာကပြည့်စုံတော့လှပတဲ့ဒီလူလက်ခံလောက်တဲ့အနေအထားရှိတဲ့သင်္ချာဘာသာစကားအနေနဲ့အားနည်းချက်တွေအများကြီးရှိနေသေးတယ်အဲ့ဒါကို Stephen Hawking က theory of everything ဆိုပြီးသူဆောင်ရွက်ခဲ့ပေမဲ့လည်းဥဆောင်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ဘူးပေါ့နော်ဒါဆိုလမ်းခုလမ်းမှာဆုံးပါသွားတယ်အဲ့တော့အဲ့လိုမျိုးပြဿနာမျိုးတွေကို metaphysics cosmology လို့ပြောတာပေါ့အဲ့တော့စကြဝဠာကြီးရဲ့အရာကအကြောင်းရင်းမရှိဘဲနဲ့ creation တခုကဘယ်လိုပေါ်ပေါက်လာလဲပေါ့စကြဝဠာကြီးကဘာ first cause ကဘာလဲပေါ့စကြဝဠာရဲ့ first cause ကဘာလဲပြီးတော့အဲ့ first cause မှာဒီ realism ပေါ့အချိန်ဆိုတော့အမှန်တကယ်ဖြစ်တည်နေတဲ့အရာလားဒါပေမဲ့လူတွေရဲ့စိတ်ကူးတက်တက်လား idealism လားအချိန်ဆိုတာပေါ့နော်အချိန်ဆိုတာအတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတဲ့အပိုင်းခွဲလို့ရလားဒါပေမဲ့ဘလော့ universe သဘောတရားလားပေါ့ဟိုပိုင်းခွဲလို့မရဘူးလားပေါ့အဲ့တော့ဒီအကိုတို့လေ့လာရဆရာဆိုရင်တော်တော်ခေါင်းစားသွားတဲ့အပိုင်းတွေရှိတယ်ကြီးလားနော် Einstein relativity theory မှာဆိုရင်အချိန်ဆိုတာကနေရာကိုပြောပြတာလေနော်ဟုတ်ကဲ့ပါဟုတ်ဆိုတိုင်းရ theory ရဆိုရင်အချိန်ဆိုတာကိုတို့ကဒီအကိုကဘာမှာရှိတဲ့အချိန်နဲ့လကဘာမှာရှိတဲ့အချိန်နဲ့မတူဘူးနော်အင်္ဂါဂျုံမှာရှိတဲ့အချိန်ကနေကိုပတ်ပြီးချိန်တက်တဲ့မို့အင်္ဂါဂျုံရဲ့တရက်ကကဘာရဲ့တရက်ခွဲလောက်ကြာ
အဲ့တော့ ဟုတ်ကဲ့ ဒီအချိန်ဆိုတဲ့သဘောတရားတွေဒီအလင်းကိုမူတည်ပြီးတွက်ကြတာပေါ့နော်အဲ့ကြတော့ကိုတို့ကအချိန်ဆိုတာကရောတကယ်ရှိရလားနေရဆိုတော့တကယ်ရှိရလားဆိုအပိုင်းကိုမှကိုတို့ဟိုခေါင်းစားတယ်ပေါ့ကွာဟိုပြောတယ်ခေါင်းစားကြတာအဲ့ cosmology ပြင်ရတဲ့တစ်ခုပေါ့နော် ဟုတ်ကဲ့ပါ ဒါပေမဲ့အဲ့ cosmology ပြင်ရကတင်ချာနဲ့သူတို့ရှင်းပြဖို့စူးစမ်းကြပါမယ်တင်ချာဒီ metaphysics ဆန်ဖို့လိုအပ်ချက်တွေအများစွာရှိနေသေးပေါ့နော်ဘာလို့ဆိုတော့တင်ချာဒီ binary code ဖြစ်တယ်1001ဆိုတဲ့အမှန်မရှိအမှားမရှိအမှန်ဆိုတဲ့ဒီ logic တစ်ခုကို तू မကြော်နိုင်သေးသူရဲ့အတင်ချာဒီ metaphysics တဘောရောက်ရှိမှာမဟုတ်ဘူးလို့အချို့ပညာရှင်တွေသုံးသပ်ကြတယ်ဟုတ်ကဲ့အဲ့တော့အခုသွားမဲ့အပိုင်းကတော့ spiritual line သွားမယ်ဆိုတော့ကိုက general metaphysics ဘိုင်းကိုသွားကြမှာပေါ့နော် ontology နဲ့မလားကိုက cosmology ဘိုင်းကိုတော့ကိုကဘူတုဒအနေနဲ့တည်တော့တဲ့တင်တာဘိုင်းကိုဒီခန်းမှာပဲခြံထားခဲ့လိုက်ပါပေါ့နော်အဲ့တော့general metaphysics ဆိုတာဘာလဲသူက general metaphysics ဆိုတာဘိုင်းမှာသူက first philosophy ပေါ့ first philosophy ဆိုတာကိုကဘာလဲဆိုတော့ခုနပြောတယ်ဒီဖျားသခင်ပေါ့ theology လို့ခေါ်တယ်ပေါ့ဟုတ်ကဲ့ဖျားသခင်ကအစိုးဆုံးသောစွမ်းအားရှိရဆိုရင်သူ့ရဲ့စွမ်းအားဘာလဲတော့ဖန်ဆင်းရှင်ကဖန်တီးထားတဲ့ရာဝတ္ထုတွေကအတွင်းမှာပဲရှိနေရလားအဓိကဖန်ဆင်းရှင်ရဲ့ဖန်တီးတဲ့အရာတိုင်းကပတ်သက်လို့ခေါ်တယ်ပတ်သက်ဆိုတာဖန်ဆင်းရှင်ရဲ့အလိုတိုင်းအားလုံးဖြစ်နေတာတို့မို့အပြင်ဘက်မှာတရားရက်တည်သွားတာလားအဲ့ဒီဘိုင်းတွေကိုလည်းစိတ်ဝင်စားတယ်အဲ့ theology လို့ခေါ်တယ်ပေါ့ theology ဆိုတာကတော့ဒါတော့ဘာသာရေးယူပါတော့ခေါ်ကြတယ်ပေါ့ theology ဘုရားဘာသာ theology လို့မဟုတ်ဘူးနော်အဲ့တော့နောက်တစ်ခုက mind body နဲ့ပေါ်တော့ဗန်ပေါ့အဲ့တော့ဒီစိတ်ကရုပ်ခန္ဓာရဲ့ထုတ်ကုန်တစ်ခုလားအဲ့ဒါကို materialism လို့ခေါ်တာပေါ့နော်တို့မို့ရုပ်ခန္ဓာနဲ့တရားတည်ရှိနေတဲ့စွမ်းရည်တစ်ခုလားအဲ့ dualism ပေါ့ dualism ဆိုတာရုပ်ခန္ဓာနဲ့စိတ်နဲ့တကယ်နဲ့ရှိနေတာဟုတ်ကဲ့ပြောချင်တာရုပ်ကြီးကတည်သွားရင်စိတ်ကဝိညာဉ်ကထွက်သွားတယ်ပေါ့အဲ့လိုမျိုးဝိညာဉ်တွေကရုပ်တစ်ခုဝင်စားသွားတယ်ပေါ့အဲ့ဒါ dualism ဟုတ်ကဲ့နော်ဟုတ်ကဲ့ရုပ်ကနေပြီးတော့မှဒီအာယုံကြောစနစ်ရှိပြီးတော့မှအာယုံကြောစနစ်ကနေပြီးတော့မှစိတ်ကတော့ပေါ်လာတာဆိုတော့ဘာလို့ခေါ်လဲ materialism လို့ခေါ်တယ်နော် materialism ဆိုတာနော်စိတ်ရုပ်တွေကိုရှိတယ်နော်စိတ်ရုပ်တွေကိုရှိတယ်စိတ်ရုပ်တွေကနေပြီးတော့မှသူကအာယုံကြောစနစ်ဖြစ်လိုက်တော့စိတ်စောပေါ်လာတဲ့ခါကျတော့ materialism ပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘူးရုပ်ကစလာမို့စိတ်ကစပြီးတော့မှရုပ်ပြန်ဝင်စားကြဘာလို့ခေါ်လဲ dualism ခေါ်တယ်နော် dualism ဟုတ်ကဲ့အဲ့တော့ consciousness ဆိုတာဘာလဲပေါ့ကိုယ်ပိုင်အသိဆိုတာပေါ့ consciousness အကိုတို့ရဲ့ကိုယ်ပိုင်အသိကဘာလဲအကိုတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်ဆိုတာဘာလဲဖန်ရတဲ့ဖန်ဆင်းထားတာလားသို့မဟုတ်လွတ်လပ်စွာတည်ရှိနေရလားသို့မဟုတ်ဘလို့ပေါ်ပေါက်နေဆိုတဲ့အကြောင်းအရာတွေကိုလေ့လာလိုက်စားရတာလေဟုတ်ကဲ့ဒါ general metaphysics လို့ခေါ်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကိုတို့ကဒီကကြမာရဲ့လွတ်လပ်တဲ့ဆန္ဒဆိုတဲ့နော် fatalism နဲ့ free will ဆိုတဲ့ဟာကိုကိုတို့တွေ့ရှိလာဘာလို့ဆိုတော့ဒီပြောချင်တာကတော့ဒီကကြမာဆိုတာကတိကျတည်ရှိနေရလားနော်တော့ကကြမာဆိုတာကဒီ cosmology နဲ့ ontology နဲ့ချိတ်ပြီးတည်ရှိနေရလားအဲ့ဒီဘိုင်းနေအရမ်းမကူမှ higher ဖြစ်သွားပြီနော်ညီနော်အခုကိုပြောနေဘိုင်းနေတော်လေးတော့ဟုတ်ပါတယ်အတိဖြစ်တယ်ဒီဖြစ်လို့လဲ higher ဖြစ်ဟုတ်ကဲ့ပါအဲ့တော့တော်လေးတော့လေကိုတို့သတိထားပြီးတော့ဟိုပြောဆိုရအပိုင်းဖြစ်လာတယ်ဟုတ်ဆိုတော့ဟုတ်ပါတယ်ဒီဘိုင်းတွေကဒီ religious ဘိုင်းကနေပြီးတော့ faith နဲ့သွားတာမဟုတ်ဘဲနဲ့ philosophy ဘက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့နားမလည်မှဆိုးတယ်ဥပမာ consciousness ဆိုတဲ့ပြဿနာတော်တော်ဆိုးတယ်psychology မှာလည်းတော်တော်ပြဿနာတက်တယ်consciousness ကိုချို့အဆောင်သဘောထင်တယ်ချို့ကျတော့လည်း spiritual သဘောထင်တယ်spiritual သဘောထင်တဲ့လူတွေကတော့ဘာသာရေးဘက်ကိုရောက်သွားကြပြီးတော့အဆောင်သဘောထင်လူတွေကတော့လက်ဝဲဘက်ကိုရောက်သွားကြတာပေါ့နော်ဟုတ်အဲ့တော့အဲ့ဒီဘိုင်းနှစ်ပိုင်းမှာညီကဘယ်ဘက်လေးတာမယ်ထင်တယ်ညီအနေနဲ့ကျွန်တော်ကdualism ကိုပို့ပြီးတော့ဟိုကျွန်တော်နဲ့ထိတွေ့မှုပုံများရပါဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဗုဒ္ဓဘာသာကနေပဲဒီ philosophy ကိုချင်းကပ်တဲ့သဘောမျိုးရှိတာပေါ့နော်မသိလိုက်ပဲနဲ့လေဆိုတော့ dualism ကိုကျွန်တော်ကပို့ပြီးတော့သိပြီးတော့လက်ခံပြီးသားလို့ဖြစ်သွားပါလုံးဝဟို physism ပေါ့ခုနပြော materialism လုံးဝတော့မဟုတ်ဘူးအဲ့လိုဖြစ်တာပေါ့ဆရာဟုတ်အဲ့တော့ကိုတို့ကဒီပြန်ကောက်ချက်ဆွဲရအောင်နော်အဲ့တော့ဒီသုံးပိုင်းပြီးသွားပြီပေါ့နော်အဲ့မှာ ontology ဆိုတာဘာလဲ ontology ဆိုတာဟုတ်ကဲ့ဖြစ်တည်မှုအနှစ်သာရတွေကိုဘာတွေကတကယ်ရှိနေရလဲဆိုတာရှာဖွေရနော်ဖြစ်တည်မှုအနှစ်သာရတွေontology နော် cosmology ဆိုတာဘာလဲဒီစကြဝဠာကြီးတစ်ခုလုံးရဲ့စီမင်းဒီစကြဝဠာကြီးဘယ်လိုစတဲ့ပေါက်ဘယ်လိုလဲပတ်နေရလဲဆိုတာဘယ်လိုဆုံးသက်သွားမှာလဲဆိုတာလေ့လာလိုက်စားတယ်အရာတစ်ခုပေါ့နော်နောက်က general
metaphysics general general metaphysics metaphysics ပါလဲ ultimate truth ဆိုတာဘာလဲဗုဒ္ဓကတော့တစ္ဆာလေးပါးတရားတော့ပြောတယ်ဘုရားသခင်ကတော့ဖန်ဆင်းခြင်းဝါဒတော့ပြောတယ် ဟုတ်ကဲ့ เนาะဒီ Christian ကတော့เนาะဘုရားသခင်ဝါဒကတော့ဖန်ဆင်းခြင်းကအစိုးဆုံးတရားပဲဖန်ဆင်းခြင်းကိုယုံကြည်ရမယ်ဖန်ဆင်းခြင်းကိုမယုံကြည်သူအပြစ်ရှိသူဆိုပြီးတော့သတ်မှတ်တယ်အဲ့တော့ ဟုတ်ကဲ့ ဖျားဝိညာဉ်ကံပေါ့เนาะဖျားဝိညာဉ်ကံဆိုတဲ့အယူဆတွေပေါ့เนาะကွဲပြားသွားကြတယ်အဲ့တော့ metaphysics တွေ logic တွေเนาะ reasonable ဆိုတဲ့အတွေးခေါ်တွေเนาะအနှံ့ဖွင့်ဆိုမှုဆိုတဲ့ conceptual analysis တွေเนาะဖြည့်ရှင်းမှုတော့ကတစ်ခုတစ်ခုက parallel ဖြစ်ပြီးတော့မှเนาะတစ်ခုတစ်ခုက comparison ဖြစ်ပြီးတော့မှအမြဲတမ်းညှိခုန်နေတဲ့အပိုင်းဖြစ်နေ ဟုတ်ကဲ့ အဲ့တော့အဲ့ဒီ၃ခုကိုညီပြန်ကျင်ရက်သွားပြီလားအခုကိုပြောချင်မှာပြန် revision လေးပြန်ကြည့်ပါဦးเนาะ ဟုတ်ကဲ့ပါဆရာrevision ပြန်မယ်ဆိုခုနကပြောတဲ့ဟို God spirit နဲ့ဒီ can the destiny ပေါ့နော် fate ပေါ့အဲ့ဒီဟာတွေရဲ့ဆက်ဆက်မှုတွေဆရာပြီးလို့ရှိရင် ultimate truth ကဘယ်လိုအရာလဲဆိုတဲ့အရာတွေရယ်နောက် consciousness paradox ပေါ့နော် consciousness ကဘယ်လိုမျိုးဒီစိတ်ပိုင်းစိတ်ကနေလာသလားဒါမှမဟုတ်ဒီ physical material ကနေလာလားဆိုတဲ့အပိုင်း dualism ဆိုတဲ့အပိုင်းတွေရယ်ဟုတ် general metaphysics ရဲ့ဒီခုနပြောတဲ့ consciousness ကိုလေ့လာတဲ့အပိုင်းတွေရယ်ဆရာဟုတ်ကဲ့ဒါပြောသွားပါတယ်အဲ့တော့ဒီအခုလောဆယ်အထိဟိုနားမလည်အပိုင်းဘာမှရှိလေလဲခုနကဟုတ်ကဲ့အခုလောလောဆယ်တော့ဆရာပြောတဲ့ဟာလေးတွေကိုပဲကျွန်တော် notes အနေနဲ့လုပ်ထားပါတော့နားမလည်တဲ့ဟာလေးကကျွန်တော်ဟိုအိမ်စာလုပ်ပြီးသွားလို့ရှိရင်နောက်တစ်ပတ်ကိုကြိုပြီးတော့ဟိုပို့ထားပါမယ်ဆရာအခုထိတော့ကျွန်တော်ဟုတ်ကဲ့ဟုတ်အကြမ်းမြင်နားလည်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာအဲ့တော့အခုအနေနဲ့ဆက်သွားမယ့်အပိုင်းလေးရကြတာဟောဒီ ontology နဲ့ပတ်သက်ပြီးတော့မှเนาะဒီ philosopher တွေကဘယ်လိုမျိုးเนาะထိတွေ့ခဲ့ကြလဲပေါ့เนาะအဲ့ဒါလေးကိုပြန်ဆက်เนาะအဲ့တော့ကိုတော့ Greek ခေတ်ပဲပြန်သွားပြောအောင်အဲ့တော့Plato ကဘယ်လိုမြင်လဲပေါ့ ontology ကိုအဲ့တော့ ontology ကိုသူက Plato က theory of form ဆိုတော့သူကတင်ပြခဲ့တယ်ပေါ့เนาะ theory of form ဆိုတာကိုတော့ပါတယ်ဆိုတော့ဒီကျွန်တော်တို့အကိုတို့ညီတို့မြင်နေရရုပ်ထုတွေကအမှန်တကယ်ဖြစ်တည်ဖို့မဟုတ်ဘူးပေါ့မဟုတ်ဘဲနဲ့ဒီအကိုတို့ကဒီကောင်းကင်ဘုံဒုံမဟုတ်စိတ်ကူးထဲမှာရှိနေတဲ့နှစ်သာရတစ်ခုလို့သူကသတ်မှတ်တယ် form သတ်မှတ်တယ် form idea ပေါ့အဲ့အားလုံးက idea form တွေပဲပေါ့သူက Plato က theory of form ဆိုပြီးတော့အားလုံးသတ်မှတ်ထားတယ်နော်ဒါကတော့ ontology ဘိုင်းမှာPlato ရဲ့အတွေးခေါ်ယူဆသည် metaphysics ကိုရောက်ရှိတယ်ပေါ့နော်ရောက်ရှိခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ရောက်ရှိခဲ့တယ်အဲ့တော့ theory of form ဆိုပြီးတော့သူကသတ်မှတ်တယ်ပေါ့နော်ကိုတို့ကအရေးထင်နေတာပေါ့ပွင့်နေပေါ့နော်စိတ်ရဲ့အရေးထင်နေတာယုံကြည်တာဟုတ်ကဲ့နော်အဲ့တော့ဒါ Plato လောကယူမြင်တဲ့အမြင်ပေါ့ဟုတ်ကဲ့လောကယူမြင်တဲ့အမြင်အဲ့တော့နောက် Aristotle လောကယူဘယ်လိုမြင်လဲဖြစ်တည်မှုontology ရှိမှုပေတာဘယ်လိုမြင်လဲဆိုတော့ Plato နဲ့ဆန့်ကျင်တယ် Aristotle ကျတော့သူတပည့်ဖြစ်ပြီးတော့သူက substance ဆိုတဲ့အရာကိုသူကဒီ theory ကိုသူတင်ပြတယ်သူက theory of form ကိုသူကဆန့်ကျင်သူ့ဆိုမှာ exist တစ်ခုကအရာဝတ္ထုတစ်ခုရဲ့ essence နဲ့ဒီ body ဘိုင်းတွဲနေတယ်ပေါ့ပြောချင်တာ essence နဲ့ existence ဒီခွဲထုတ်လို့မရဘူးessence တော့ existence တော့ခွဲထုတ်လို့မရပဲနဲ့မှာအတူတူကပူရဲဆောင်တည်ရှိနေတယ်လို့ Aristotle သတ်မှတ်တယ်အဲ့တော့ဟိုအရေးလက်ထင်ကြမလို့ तू ကအရာဝတ္ထုတစ်ခုရှိခြင်းဟာ तू ဟိုဘက်ဒီဘက်မှာတကယ်ရှိနေဖြစ်Aristotle မြင်ဟုတ်ကဲ့တကယ်မျက်ကြည့်ရှိနေပါ့အဲ့တော့ဒီ Plato ရဲ့အမြင်ထက်ပို့ပြီးတော့မှ तू ကနည်းနည်းပို့ပြီးတော့လက်တွေ့ကျတဲ့အရာတစ်ခု तू ကမြင်ခဲ့တယ်လို့ပြောရတာပေါ့ဟုတ်ကဲ့ပါ तू substance ဆိုတဲ့အရာကို तू ကရေးခဲ့တယ်ပေါ့ substance ဆိုတာဘာလဲဆိုတော့ကိုတို့တွေကဒီ theory မှာဓာတ်ပစ္စည်းလို့သတ်မှတ်တယ် substance ဆိုတာဘုရားသခင်ရဲ့အရာလည်းဖြစ်ရင်ဖြစ်မယ်တော့ကကြမအရာလည်းဖြစ်ရင်ဟုတ်ကဲ့အကိုတို့မှာတော့ဗုဒ္ဓဘာသာမှာတော့ substance ကိုပြောနေကြတဏှာပေါ့ဟုတ်ကဲ့အဲ့တဏှာဒီ essence ကို existence ကိုတွဲပါလို့အဲ့တော့ဗုဒ္ဓဘယ်လိုမြင်လဲဆိုတော့ဒီတဏှာကိုဖြတ်ဆိုတဲ့အရာမှာကံမှာပြတ်တယ်ဆိုအဲ့ဒါပဲဟုတ်ကဲ့ဒီ essence ကိုဖြတ်လိုက်ရင် existence ပြတ်သွားတယ်အဲ့တော့ Aristotle ဒီဗုဒ္ဓဝါဒနဲ့အနေငယ်မှာပုံနီးစက်တယ်ပြောလို့ရမယ်သူမြင်နေမြင်တာဟုတ်ကဲ့နော်အဲ့ရလေးကိုညီဘယ်လိုနားလိုက်လဲမသိဘူးကိုဒီဟာလေးကတော့ကျွန်တော်နည်းနည်းလေးတော့
ဖြုတ်ထွေးသွားပါတော့ဒီမှာဆိုရင်ဟို Aristotle ကကြတော့ခုနကဆရာပြောတဲ့ essence ရော existence ကိုတပြိုင်တည်းတည်ရှိတယ်ဆိုတာဟိုပြောတယ်ပေါ့နော်အဲ့ဒီနေရာမှာဒီတဏှာကတဏှာရဲ့သဘောတရားနဲ့ဒီ substance နဲ့ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ကျွန်တော်နည်းနည်းလေးဖြုတ်သွားတာပေါ့ အဲ့တော့အခုပြောပြီးသွားပြီလေ abstract entity ဆိုတဲ့အရာမှာတဏှာဆိုပါသွားပြီ ဟုတ်ကဲ့ပါဆရာ ontology လေ့လာတဲ့နေရာမှာသူ abstract ရှိတယ် concrete ရှိတယ်လေအဲ့တော့ ဟုတ်ကဲ့ abstract entity မှာတဏှာကိုတတ်မှတ်မယ် subset ကိုတတ်မှတ်ဆိုရင်တဏှာရဲ့ essence ကကိုတို့ဝဲပေါ့နော်ဝဲကဒီရုပ်ပိုင်းဆိုင်ရာအခြေအနေအားလုံးပေါ်ပေါက်လာတယ်ပဲစိတ်ပိုင်းဆိုင်ရာအခြေအနေကိုပေါ်ပေါက်လာတယ်ရုပ်ရောစိတ်ကိုရဲ့အပေါ်မှာ substance ဆိုတာရှိနေ substance ကရုပ်ရဲ့ရုပ်ကောစိတ်ကောကအတူတူပေါ်ပေါက်ခဲ့တယ် ဟုတ်ကဲ့ဘလေဒိုမြင်တာကစိတ်ကအရင်ပေါ်ပေါက်ပြီးတော့မှရုပ်တရားဖြစ်တယ်ပုံစံမျိုးနဲ့ဆန်တယ် ဟုတ်ကဲ့ပါဆရာနော်ဆန် dualism နဲ့ဆန်တာပေါ့ဒါပေမဲ့ Aristotle ကြတော့အဲ့လိုမဟုတ် substance ကအရင်ရှိတယ်သူလည်းဖျားခင်ဝါတာပြန်ဝါနိုင်တယ်လေပြန်တွေးကြည့်လိုက် ဟုတ်ကဲ့ပါ substance ဆိုတာ God ဖြစ်နိုင်တယ်ကကြမ္မာဖြစ်နိုင်တယ်တဏှာဖြစ်နိုင်တယ်အဲ့တော့ဒီ substance ဆိုတဲ့အရာကြီးရှိပြီးမှရုံးနဲ့စိတ်နေတာတပြိုင်တည်းဖြစ်တပြိုင်တည်းဖြစ်တပြိုင်တည်း ဟုတ်ကဲ့ဆိုတော့ substance ကတဏှာဖြစ်သွားတယ်ဆိုရင်တဏှာကြောင့်ယုံနဲ့စိတ်ဖြစ်တယ်ဆိုပြောလို့ရပါဆရာရတာဗောအဲ့ဒါမို့ပစ္စသမုပ္ပါဒ်မှာပါတယ်လေနော်ဝေဒနာပစ္စယတဏှာပစ္စယနော်အကိုတို့တတဟိုဖတ်တာဝေဒနာကနေပြီးတော့မှတဏှာဖြစ်တယ်တဏှာဖြစ်ဥပါဒကာမဘဝမှာခုနရလာတဲ့ပုံစံဆိုရင်ဒါရုပ်နဲ့ရလာပြန်ရလာတယ်လေအဲ့တော့ဒီ substance တဏှာဆိုရင်အဲ့ဒီဝေဒနာဆိုတဲ့အရာနဲ့တဏှာဆိုတဲ့အရာ substance ကိုဖြတ်လိုက်ရင်ဒီဝေဒနာကိုတဏှာ substance မလုပ်ဘူး creative substance မလုပ်တော့ဘူးဆိုရင်အဲ့ substance ပျောက်သွားရင်ရုပ်ရည်နဲ့ချုပ်သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီဝေဒနာကနေပြီးတော့ substance တွေထိုးလို့ပေးနေတာဟုတ်ကဲ့ပါ substance ဆိုတာအကိုတို့ကခတ်တာဗါလဲဆိုတော့အင်္ဂလိပ်စာမှာသင်ခဲ့တဲ့ substance ဒီအကို substance ဒီ distributed substance မတူဘူးနော်ဟုတ်ကဲ့ပါအင်္ဂလိပ်စာမှာ substance ဆိုရင်ကိုတို့ကကိုင်လို့တွေ့လို့ရ substance ထင်ရတာဒါပေမဲ့ resolution ဆိုခြင်းတဲ့ substance ကြတော့အရာဝတ္ထုတစ်ခုကိုဖန်တီးသွားတဲ့အရာကိုပြောတာဟုတ်ကဲ့ဆရာ creative sense ပါတယ် absent or substance အဲ့တော့အဲ့ substance ကရှိလို့ရုပ်တဲ့နာနဲ့တပြိုင်တည်းဖြစ်တယ်လို့မြင်တာ resolution ကဟုတ်ကဲ့အဲ့တော့ငါသွားကွဲပြားလဲဆိုတော့ Plato ကcreative တွေကလူကဖန်တီးရလို့မြင်ပြီးတော့ Aristotle ကျတော့ creative တွေကလူကဖန်တီးရလို့မမြင်ဘူး nature ကရွေးချယ်မှုတွေဟုတ်ကဲ့ပါဟိုဒီမှာလေးကျွန်တော်ခုနဆရာပရိစ္ဆသမုပ္ပါလို့ပြောသွားတယ်ဆရာအဲ့မှာဆိုရင်ဟိုပရိစ္ဆသမုပ္ပါမှာဆိုအဝိဇ္ဇာကနေစပြီးတော့နောက်ဆုံးဇရာမရဏမှာဆုံးတာပေါ့နော်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဒီဟာတွေအကုန်လုံးက substance တစ်ခုလုံးလို့ပြောလို့ရပါပေါ့ဆရာဟုတ်တယ်အဲ့အရာအားလုံးက substance တစ်ခုလုံးလို့ပြောရတယ်အဝိဇ္ဇာဆိုတဲ့အရာကြီးကသင်္ခါရသဘောတရားကြီးအဲ့တော့အဲ့ substance ကြီးတစ်ခုလုံးကဒီ Aristotle မြင်တဲ့အမြင်နဲ့ကပို့ပြီးတော့မှPlato ရဲ့အမြင်မှာကြတော့ဒီအကိုတို့ကလိုချက်တွေကတော့အနေငယ်ရှိတယ်ဘာလို့ဆိုတော့လူရဲ့စိတ်ကဖြစ်မှာကဘာဆိုတာရှိရပုံလေဒါပေမဲ့ Aristotle ရဲ့စိတ်philosophy က metaphysics ကိုမြင်တဲ့မြင်ကြတော့လူစိတ်လည်းရှိကြမလို့ရုပ်လည်းရှိကြမလို့ substance ဆိုတာရှိရင်အတွက်ကြောင့်မလို့ontology ရှိနေဟုတ်ကဲ့ပါဆရာအဲ့တော့ပြောရင်တော့ Plato ဒီလူသားဝါဒပဲຫນွယ်ပြီးတော့ Aristotle ဒီဖျားသခင်ဝါဒပဲຫນွယ်သွားခြင်းဟုတ်ကဲ့ပါဆရာနော်အဲ့ကြောင့်မို့ Aristotle ရဲ့ကျမ်းတော်တော်များများ Christian တွေတော်တော်များသဘောကျပြီးတော့ Aristotle ရဲ့ကျမ်းတွေတော်တော်များများကျမ်းတွေကိုးကားပြီးတော့သူတို့ Christian မှာရေးရဲ့ Thomas Aquinas ဆိုတော့အစိတ် Augustine တို့ကကိုးကားတာကြီးอ่ะ Plato သိမကိုးကားဘူးဟုတ်ကဲ့ပါဆရာအဲ့လိုဟုတ်ကဲ့ပါအဲ့တော့အကိုတို့နော်ဟုတ်ကဲ့ဒါတော့ ontology ဘိုင်းမှာရှိတဲ့ပညာရှင်ထင်းယောက်ရဲ့မတူညီတဲ့အမြင်တစ်ခုပေါ့ဟုတ်ကဲ့ပါဆရာနော်တော်လေးရနော်ဟုတ်ကဲ့ပါဆရာဟုတ်တဖြည်းဖြည်းနဲ့ပို့ပြီးတော့ဒီဖြစ်လာပါတယ်ဟုတ်ကဲ့ပါဆရာဒါတွေကတလဲပြန်ပြီးတော့သုံးသပ်ရမယ်သဘောတရားတွေဖြစ်သွားပါဆရာဟုတ်ကဲ့
ဟုတ်တယ်ပြီးကိုပိုင်philosophy လဲဖွင့်လို့လာမယ်အပိုင်းတော့ရှိတာပေါ့နော် play တော့အဲ့လိုမြင်သွားတယ်ငါတို့တော့ theory တစ်ခုနေတယ်ဖွင့်လို့တိုးတက်လာအောင်ငါဘယ်လိုမြင်မလဲပေါ့အကိုကတော့ကြပြရေးတယ်ဆိုတာဆိုတော့အကိုကဒီကြပြရေးချင်းနဲ့ကိုတို့က ontology ကိုရှာဖွေနေတာပေါ့ ဟုတ်ပါတယ် ကိုတို့ကpoetic sense တဲ့အဲ့တော့ဒါတော့တယောက်နည်းနည်းချင်းတော့မတူကြဘူးပေါ့နော် ဟုတ်ကဲ့ပါ ကြပြရေးပြီးတော့တဲတော့လုပ်ပြီးတော့ကိုတို့ကရှာဖွေတာပေါ့ ontology ဟုတ်ကဲ့ပါ theory တစ်ခုပေါ့ဒါပေမဲ့အကိုတို့ကတော့ cosmology ဘိုင်းကိုထပ်သွားမယ်နော် cosmology ဘိုင်းဆိုတော့မှဆိုရင်cosmology ဘိုင်းမှာဆိုရင်ကိုလိုပညာရှင်တွေက Greek ဘက်ကပြန်သွားကြအောင်မယ် Greek ဘက်အဲ့တော့ဒီ Heraclitus ပေါ့ကြားဖို့မှာ Heraclitus နော် Heraclitus က change is constant ပေါ့နော်သူကအရာအလုံးကြီးပြောင်းလဲနေသည်ဆိုမြင်တာဗုဒ္ဓဘာသာနဲ့ဆင်တယ်လေမြေတစ်စင်းတွေကိုနှစ်ခါဆင်းလို့မရဘူးဆိုတဲ့စကားလေနော်ကြားဖို့မှာဟုတ်ကဲ့နော်Heraclitus သူကစကြဝဠာမငြိမ်သက်ဖဲနဲ့အမြဲတစေပြောင်းလဲနေတဲ့အကြောင်းအကျိုးဆောင်ဝင်တစ်ခုဖြစ်တယ်ပေါ့ Heraclitus ကအမြင်အခုချိန်ဒီမှန်နေတာပဲလေနော်ဟုတ်ကဲ့ပါနောက် Parmenides ပေါ့Parmenides ကတော့ Heraclitus ဆန့်ကျင်ပဲဖြစ်တယ်သူက being is unchanging ပေါ့ being ဖြစ်တည်မှုကဘယ်တော့မှမပြောင်းလဲဘူးပေါ့ပြောင်းလဲမှုဆိုတာကိုတို့ညီတို့ရဲ့အာယုံခံစားမှုကိုလှည့်စားထားပြီးတော့အမှန်တကယ်စကြဝဠာတသားလေးဖြစ်ပြီးတည်ငြိမ်နေတဲ့သဘောယုံကြည်တယ်ပေါ့နော် Parmenides ကသူ Heraclitus ဆန့်ကျင်ပဲစကြဝဠာတကယ်တော့တည်ငြိမ်နေရယ်စကြဝဠာရဲ့မူရင်းသဘောကတည်ငြိမ်နေတယ်အခုတို့ကအာယုံခံစားမှုတွေလိုက်ပြီးတော့မတည်ငြိမ်ဘူးထင်တာပေါ့နော် Leibniz ပေါ့ Leibniz ကဘယ်လိုမြင်လဲဆိုတော့ why is there something rather than nothing ပေါ့သူဘာကြောင့်နော်မရှိရတဲ့တခုခုရှိနေရတယ်ဘာပြောချင်တာသူက principle of sufficient reason ပေါ့သူကစကြဝဠာအကြောင်းအဖြစ်ဖြစ်ချင်းမရှိဘူးသူကလုံးဝတဲ့အကြောင်းမှချက်တခုတော့ရှိရမယ်ဆိုတဲ့အတွေးခေါ်ယူဆကိုစုပ်ကိုင်ထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဘယ်ရမဆိုပြောချင်တာဘယ်ရမဆိုဖြစ်လာတဲ့အရာတိုင်းကအကြောင်းမရှိဘဲနဲ့ဖြစ်မလာဘူးအဲ့တော့လေဒါလည်းသွားတူတယ်နော်ဗုဒ္ဓဘာသာနဲ့နော်ဟုတ်ကဲ့နော်ဗုဒ္ဓဘာသာနဲ့သုံးအောင်လို့သွားတူတယ်ကွာ Heraclitus ဆိုရင်နေသာတော့ကနတ္တဆိုတဲ့အမြင်ကိုသွားတူတယ်Parmenides ကြတော့တစ္ဆာလေးပါးဆိုတဲ့အမှန်တရားအမြင်နဲ့တည်ရှိနေမယ်ဆိုတဲ့အပိုင်းကိုသွားတူတယ်နော် Leibniz ကြတော့လေနော်အကြောင်းနဲ့အကျိုးဆိုတဲ့process သမုပ္ပါဆိုတဲ့အပိုင်းကိုသွားမြင်လို့ဖြစ်နေဟုတ်ကဲ့မြင်ဟုတ်ကဲ့ပါဆရာအဲ့ပညာရှင်၃ပါးသည်ဗုဒ္ဓဘာသာနဲ့လည်းနှီးနွယ်နေတဲ့ဟိုအမြင်မျိုးတွေဖြစ်နေပေါ့ဟုတ်သုံးသက်လည်းဟုတ်ကဲ့ပါဆရာဒီဟာလေးကနည်းနည်းတော့လေးနက်သွားပါတော့နော်ဆရာနောက်ဆုံးပြောလိုက်တာဆိုရင် principle of sufficient ကိုပြောလိုက်တာပေါ့နော်အရာအလုံးမှာဒီအဓိကအကြောင်းအရာတစ်ခုရှိရတယ်ဆိုတဲ့အကြောင်းအရာပေါ့ခုနဆရာပြောသွားလို့ပဲပရိစ္ဆသမုပ္ပါကိုပြန်လေ့လာလိုက်လို့ရှင်လေခုနဒီဆရာကြီးသုံးပါပေါ့ Aristotle တို့ပြောခဲ့တဲ့ Aristotle ရဲ့ပြီးလို့ရှင်ဆရာခုနပြောတဲ့Heraclitus ပေါ့နော်ဟုတ်ကဲ့မဟုတ်ကြဟိုညီလေးဟို Heraclitus ရဲ့ Parmenides ရဲ့ Leibniz ရဲ့၃ပါပေါ့ကျွန်တော်အဲ့ဒါလေးကျွန်တော်တစ်ချက်ပြန်ရေးလိုက်မယ်နော်ဟုတ် Heraclitus က change is constant ပေါ့နော်နောက် Parmenides ကကြတော့ being is unchanging ပေါ့နော်ဟုတ်နောက် Leibniz ကြတော့ why is there something rather than nothing ပေါ့နော်အကြောင်းမဖြစ်တဲ့အရာဘာမှမရှိဘူးနောက်တစ်ယောက်ကဘယ်သူလဲဆရာဟုတ် sorry ကျွန်တော်နာမည် Leibniz ခင်ဗျဟုတ်ကဲ့ Leibniz ကြတော့ညီသူကနည်းနည်းလေးတော့ kiss Germany ဘက်မှာပေါ့သူကနည်းနည်းလေးတော့ Greek philosopher တော့မဟုတ်ဒါပေမဲ့သူ့ရဲ့အတွေ့အခေါ်ယူဆလဲ ontology cosmology ဆန်လာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဆိုရင် Heraclitus ရဲ့ Parmenides ရဲ့ပြီးတော့ Leibniz ရဲ့ပေါ့နော်ဟုတ်တယ်ဒီ၃ယောက်ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ cosmology နဲ့ပတ်သက်ပြီးဒီ၃ယောက်ကတော့ဟုတ်ကဲ့ဗုဒ္ဓဘာသာနဲ့တော်တော်လေးနှိစက်တယ်ဆရာဟုတ်ကဲ့ပါနော်အဲ့၃ပါးတော့၃ယောက်ကတော့ဒါတော့ cosmology နဲ့ပတ်သက်ပြီးတော့ထင်ရှားကြော်ကြားတဲ့ပုံကိုယ်တွေပေါ့နော်ဟုတ်ကဲ့ပါဆရာနောက် general metaphysics မှာကြတော့ကိုတို့နော်René Descartes ကိုပြောမယ်နော် René Descartes ကသူက mind body dualism လက်ခံတယ်အဲ့တော့ဟုတ်ကဲ့ပါငါတွေးနေတော့ငါရှိနေရပေါ့သိလားဟုတ်ကဲ့ငါမတွေးငါမရှိဘူးအဲ့တော့သူကတပည့်လက်ခံသွားတယ် mind body ရောသိလားဟုတ်ကဲ့စိတ်ဆိုတာရုပ်ခန္ဓာနဲ့နော်လုံးဝမတူညီတဲ့တိကျအရာတစ်ခုဖြစ်တည်လို့ဆိုတယ်ပေါ့ပြောချင်တာကဒီ
စိတ်နဲ့ယုံနေတာတသားလည်းကြမနေဘူးဘာလို့ဆိုတော့ ဟုတ်ကဲ့ ဟိုပြောချင်တဲ့သဘောကဟိုမှာဟိုသူက Aristotle ကကြတော့ကိုတို့က dualism သမားတို့တတ်မှတ်လို့ရတယ်လေ Aristotle ဟုတ်ကဲ့ Plato ကြတော့ form သွားတော့ဆိုတော့သူက Aristotle ဘက်ကိုသူကပိုနွယ်တာပေါ့နော်နွယ်ပြီးတော့သူကဒီစိတ်နဲ့ယုံတဲ့ကိုဒီ substance သဘောအနေနဲ့ဖန်တီးထားကြမလို့သူက ဟုတ်ကဲ့ စိတ်ဆိုတဲ့အရာတည်တံ့ရှိနေရုပ်ဆိုတဲ့အရာတည်တံ့ရှိတယ်အဲ့ဒီနှစ်ခုဂျားထဲမှာ ဟုတ်ကဲ့ hello 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 ဟုတ်ပြီလား ဟုတ်ကဲ့ရပြီဆရာ လို ဟုတ် က်က ဲ့ဟုတ်ကဲ့ရပြီဆရာဟုတ်ပါ Rainy Day ကားဒီ ဟုတ်ကဲ့ substance ဆိုတဲ့အရာကိုသူဒီလက်ခံထားတယ်လက်ခံထားပေမဲ့ तू က substance ဆိုတဲ့အရာဒီ तू ကအာယုံကြောစနစ်မှာပဲတည်ရှိနေတယ်အဲ့ဒီအတွင်ပြင်လောကကြီးတစ်ခုအနေနဲ့ तू ကတည်ရှိနေတယ်မလို့တန်တရားဖြစ်ဖွယ်ကောင်းတဲ့အရာတစ်ခုသတ်မှတ်ထားတယ် तू ကဒီလား ဟုတ်ကဲ့ method of doubt ဆိုတာအဲ့ဒါပဲ तू ကရုပ်နဲ့နာမ်နဲ့ကိုတည်ရှိနေတဲ့အကြောင်းအရာရဲ့ဂျားတဲ့အရာတိုင်းကတန်တရားဖြစ်ဖွယ်ကောင်းတယ်အဲ့ဒါမို့စစ်စစ်ပြီးတော့မှ ဟုတ်ကဲ့ စီစစ်ပြီးတော့မှအမြဲတစေလောက်ရမယ်ပေါ့အဲ့တော့ပြောချင်တာတော့ Degas ဒီเนาะဟို security ရဲ့အတွေ့အခေါ်ဖြစ် dialectic ကိုလည်းသူကလက်ခံတဲ့သဘောရှိတာပေါ့เนาะဟုတ် ဟုတ် ဆို ကဲ့ပါ เนาะအဲ့တော့ဒီစိတ်ဒီတီးတက်တည်ရှိနေတယ်ရုပ်တီးတက်တည်ရှိနေအဲ့နှစ်ခုပေါင်းစပ်ထားတဲ့အရာဒီအာယုံကြောစနစ်ကြီးကတိဆောက်ထားတယ်ပေါ့အဲ့စနစ်ကြီးက phenomenology wall လို့ခေါ်တယ်အာယုံတိကဘာကြီးပေါ့အဲ့အာယုံတိကဘာကြီးကတန်တရားဖြစ်ဖွယ်ကောင်းတယ်တခါကျရင်အာယုံတိကဘာကြီးကပေးတဲ့ information တွေဒီအမြဲတမ်းတော့စစ်ဆေးနေရမယ်တန်တရားဝင်နေရမယ်အမြဲတမ်းပြန်ပြီးတော့မှမှတ်ကြောက်တင်နေရမယ်အဲ့လိုမျိုးသူကသတ်မှတ်ထားတယ်အဲ့ဒါက Degas ကသူမြင်တာပေါ့အဲ့တော့နောက်တစ်ခုက Spinoza ပေါ့ Spinoza ကတော့သူကဟိုဘုရားသခင်နဲ့ဆက်ကြတော့ဒါလည်းဖြစ်တယ်ပေါ့အဲ့တော့ဟိုဆက်ကြတော့ကြီးကိုယ်တိုင်ကဘုရားသခင်ဖြစ်နေပေါ့အဲ့တော့သူက substance တစ်ခုတည်းတာဖြစ်တယ်ပေါ့အဆုံးပေါ့အဲ့တော့ဟို Rainy Day က substance ကိုပယ်တယ်ကွာ Spinoza substance လက်ခံတယ် ဟုတ်ကဲ့ အဲ့တော့ तू အဲ့ဒီ Plato ရဲ့ Aristotle ရဲ့ Socrates ရဲ့ဒါချင်းပြောရင်ညာအသေးသေးသိကြမလို့ဘူးသို့တော်လည်းဟိုညီက philosophy နဲ့ပတ်သက်ပြီးတော့ဖောင်းဖြူအောင်မလို့ကြောင့်လို့ဘာလေးတည်ထားဖို့လို့လဲဆိုတော့သတိထားဖို့ကောင်းတာ Greek philosopher ကြီးတွေဖြစ်တယ် Socrates ရဲ့ Aristotle Plato ရဲ့เนาะယူဆတွေကို modern philosopher တွေကဆက်လက်ပြီးတော့မှတည်ပိုးလာတယ်ပဲ
ပြောလို့ရမှာပေါ့နော် ဟုတ်ကဲ့ပါ အဲ့ဒါကိုပဲ Renaissance လို့ခေါ်တာပေါ့ Renaissance ခေတ်ကြီးကဒီ Greek philosophy ကိုပြန်ပြီးတော့မှတစ်ခေတ်ဆန်းတာပေါ့နော် ဟုတ်ကဲ့ပါ ဘာသာရေးယူဆတဲ့ရုံးထွက်ပြီးတော့နော် philosopher တွေကအဲ့တော့ Spinoza ကသူက Aristotle ရဲ့ယူသွားတာကိုတိုက်ရိုက်လက်ခံတာနော် ဟုတ်ကဲ့ပါ အဲ့တော့နော်ကန့်ကြတော့လဲပါတယ်ကန့်ကြတော့ Immanuel Kant ပေါ့ကန့်ကြတော့သူအမှန်တရားကိုဘယ်တော့မှမသိနိုင်ဘူးပေါ့ ဟုတ် အ ကဲ့ ရင်စားတယ်New Kant ကအစားဆုံးပဲပညာရှင်ထဲမှာဆိုရင် သူကဒီ Descartes ရဲ့ phenomenology ပေါ့နော်ဒီ phenomenal ဆိုတဲ့ဒီအပြင်လောကကြီးကို Descartes ကတခြားစစ်စစ်ပဲဆိုရင်တော့ Artemis Theory သွားလို့ရတယ်လို့ method down အနေနဲ့ရေးသားပြင်မယ် Immanuel Kant မှာဒီယူဆကိုလုံးဝစွန့်ပယ်လိုက်တယ် ဟုတ်ကဲ့ ဒီအသွင်ပြင်လောကကြီးကနေပြီးတော့ဘယ်တော့ခါမှArtemis Theory ကိုတွားလို့မရအောင်အဲ့မှာ Nietzsche ဆိုပေါ်လာတာပေါ့ ဟုတ်ကဲ့ပါ အဲ့ဒီຢာကအယမ်းမဟိုမှာ philosophy ရဲ့ခိုင်းထဲမှာအကြီးမားဆုံးသောလမ်းခွဲတစ်ခုပဲ ဟုတ်ကဲ့ပါ the phenomenology ရဲ့ဟိုအာယုန်တိကဘာကြီးမှာရှိနေအရာရင်းနဲ့ပဲဥပဒေတို့ကိုရှင်တရားတို့เนาะဟုတ်တယ်မလားเนาะတိလတရားတို့เนาะအဲ့ဒီအရာတွေကိုတိဆောက်ထားပြီးတော့ကန့်ကအဲ့ဒါအရာတွေဒီအဆုံးဆုံးမှန်တရားဘယ်တော့မှမဟုတ်ဘူးအဲ့ဒီအရာတွေဒီယာယီမှန်တရားတွေအဲ့ဒီအရာတွေဒီလူပေါင်းဖွဲ့စီလာရောညီထွေဆိုတာအစဉ်ပြေအောင်လုပ်ထားတဲ့အရာတွေလို့သူကတတ်မှတ်လိုက်တဲ့ခါမှာ तू ကမြင်လိုက်တဲ့ခါမှာ ဟုတ်ကဲ့ ဒီ philosopher တွေရဲ့အလုပ်တစ်ခုကိုသိဆုံးသွားတာ ဟုတ်ကဲ့ပါ အဲ့နေရာလေးက metaphysics ရဲ့ဘောဘာကိုညင်းခုန်ရတဲ့အပိုင်းမျိုးလေးပေါ့ဟိုမှာကန့်မြင်တာကြီးကတော်တော်ကြီးဟိုမှာကြောက်ဖို့ကောင်းတဲ့အပြောင်းလဲဖြစ်စေမဲ့ philosopher တစ်ခုဒီတရလုံးဟိုမှာခေါင်းချင်းဆိုင်ပြီးတော့မှညင်းခုန်သွားနိုင်တယ်အမြင်တစ်ခုမြင်တာပေါ့မင်းတို့ phenomenology ရဲ့ IoT မင်းတို့ဒီသင်ရှင်သည့်တွေအကုန်လုံးတွေဒီဘယ်တော့မှလူတွေက true မမြင်နိုင်ဘူးလူသားတွေဘယ်တော့မှ true မမြင်နိုင်ဘူးလူတွေဒီ problematic ဖြစ်နေတဲ့အရာကိုဖြေရှင်းပေးတဲ့ solving ပဲရှိတာလူတွေဒီအဲ့ solving ကိုပဲ absolute true ထင်နေကြတာတကယ်တော့ substance ဆိုတဲ့အရာလည်းမရှိဘူး absolute truth ဆိုတဲ့အရာလည်းမရှိဘူး truth ဆိုတဲ့အရာလည်းမရှိဘူးပြီးတော့ universal သဘောဆိုတာလည်းမရှိဘူး God ဆိုတာလည်းမရှိဘူးအဲ့လိုကြီးကိုကန့်မြင်လိုက်တာနောက်ဆုံး ဟုတ်ကဲ့ပါ ပြောရင်တော့ postmodern ဝါဒရဲ့အစပဲကန့်ကအိမ်မဲ့နူးကန့်ကိုမသိရင် postmodern ဆိုတာ ဟုတ်ကဲ့ မရှိတော့ ဟုတ်ကဲ့ပါ postmodern ကလည်းဘိုးချက်ကင်းမဲ့တယ်နော်ဘိုးချက်ကင်းမဲ့တယ်နော်ပြီးရင်contemporary ဖြစ်တယ်နော်အရာအလုံးတွေဒီအမှန်တရားလည်းမရှိတော့ဘူးပြီးရင် everything က parallel ဖြစ်နေတယ်အဲ့တော့ဒီ Immanuel Kant ဆိုတဲ့ပုဂ္ဂိုလ်ကဒီ postmodern တွေရဲ့အာယုံဦးပေါ့နော် postmodern တွေအတွေးခေါ်ယူဆတွေက Immanuel Kant ရဲ့အတွေးခေါ်ယူဆတွေကနေတော့ပေါက်ဖွားခဲ့လို့ပြောလို့ရတယ် ဟုတ်ကဲ့ပါ အဲ့တော့အခုညီဘယ်လိုသိလိုက်လဲမသိဘူးနားလိုက်လဲမသိ ဟုတ်ကဲ့ဟိုခုနကတော့ကျွန်တော်တို့ဒီမှာဟိုကန့်ရဲ့ ultimate truth ကကြတော့လူသားတွေဒီဘယ်တော့မှဟိုအမှန်တရား reality ကိုမသိနိုင်ဘူးပေါ့နော်လူသားတွေညံနေဆိုတော့ခုနနေရှိရကြတော့ဆရာနေရှိအကြောင်းလည်းပြောသွားတယ်နေရှိရကြတော့ I think therefore I am ဆိုတဲ့ဟာမျိုးပေါ့ဒီကဟုတ်ကဲ့ဒီကရဲ့ phenomenon နဲ့ကန့်ရဲ့ phenomenon ကွာခြားတဲ့ပုံမျိုးပေါ့နော်ဆရာ ဟုတ်တယ်အဲ့ဒေကကြတော့ तू ကသူ့အတွေးခေါ်ဒီခိုင်မာတယ်ပေါ့ absolute true ကိုလူသားရှာလို့ရတယ်ပေါ့ လူသားရှာလို့ရတယ်ဟုတ်ကဲ့ ကန့်ကြတော့ရှာလို့မရဘူးပေါ့ ကန့်ကြတော့ဘယ်လိုမှရှာလို့မရဘူးဟုတ်ကဲ့အဲ့လိုမျိုးရှိပါတယ်ဟုတ်နေရှိရကြတော့ substance ဟုတ်ကဲ့ပါ Immanuel နေရှိဒီsuper human ဝါတော့ပေါ့တော့နောက်ပိုင်းမှာကိုတို့ဒီ philosophy ဘိုင်းမှာသင်တာပဲပြန်ပြောရအောင်နော် metaphysics ဘိုင်းမှာသူတို့ပါတဲ့အရာလေးပေါ့အဲ့တော့ metaphysics ကိုတို့ပြောတဲ့အချိန်မှာဒီ ontology ပြောခဲ့တယ် cosmology ပြောခဲ့တယ်နောက် general physics နော် metaphysics ပြောခဲ့တယ်ကိုတို့အနေနဲ့ပေါ့ပါလေးတွားကြအောင်နော်ဒါကတော့ကိုတို့ဒါကတော့ပထမပိုင်းကတော့ကိုတို့ history ကို
ခဲ့နော် definition တွေကိုတို့ practical ဘိုင်းသွားကြအောင်နော်ပေါ့ပါပေါ့အဲ့ဆိုတော့ကိုတို့ဒီအခုကိုတို့ဒီလက်ရှိဖြစ်ပေါ်နေတဲ့ဒီ case study ပေါ့အကြောင်းအရာမှာဆိုရင်ကိုတို့အခု Israel နဲ့နော်ကိုတို့ဒီအာရကဘာကြီးနဲ့ဖြစ်နေရညီလက်ရှိရောက်နေတာပေါ့နော်ဖြစ်နေကဘာသူတို့တွေဒီနော်ဒီbenefit တဘောအဖြစ်ဆိုရင်သူတို့ရဲ့ essence ပေါ့ဒီစစ်ပွဲတစ်ပွဲရဲ့ essence စစ်ပွဲတစ်ပွဲရဲ့existence ကိုညီရှာကြည့်ပါဦးသူတို့နေဒီသူတို့တစ်ခုဖြစ်နေရဲ့အကြောင်းအရာမှာညီမြင်လိုက်တဲ့ dimension တစ်ခုလေးပြောကြည့်ပါဦးသူတို့ ontology ပေါ့ဒီဝါးဆက် ontology ပေါ့ဟုတ်ကဲ့ဒီ ontology မှာဘာသာရေးရဆိုရင်သူတို့ကဘာသာရေးရတော့နီးစပ်မှုရှိတယ်ဆိုပေမဲ့နီးတယ်လို့နဲ့ဝေးွားတယ်လို့ပဲပြောရမှာဆရာဂျူးဝါဒနဲ့ဒီဘက်ကအစ္စလမ်ဝါဒနဲ့ကြားထဲမှာလည်းညှင်းခုန်မှုတွေရှိတာပေါ့ဆရာအဲ့တော့ပြောချင်တာကတော့ ontology ဘိုင်းမှာပြဿနာတက်တာပေါ့နော်ပြဿနာတက်ဆိုတာဟုတ်ကဲ့ဒီရှိမှုအမြင်ယူဆမတူညီရင်စစ်ပွဲတစ်ပွဲဖန်တီးရဆိုတာအဖြစ်ရှင်းတယ်ပေါ့ဟုတ်ကဲ့ပါဆရာအဲ့တော့ existence ကို absence ကို different ဖြစ်နေတဲ့လူဖွဲ့စည်းတရက်ကဟုတ်ကဲ့ဟိုတပေါင်းနဲ့ပေါင်းစည်းဖို့ဆိုတာဘယ်တော့မှဖြစ်နိုင်အောင်ဆိုတဲ့ဘောကိုစောင်းနည်းနည်းတော့ဟိုဟုတ်ပါတယ် existence and essence မတူညီမှုပါဟုတ်ကဲ့ဆရာအဲ့တော့ဒီ existence ကဒီ ontology ဘိုင်းမှာ existence ဘိုင်းကအကိုတို့အနေနဲ့တော့တယောက်ရှင်းစီကြတော့အခုကိုတို့ရဲ့ existence ရဲ့ကိုတို့ရဲ့ essence ရဲ့ဟိုအခုဆိုရင်ညီရဲ့ essence ညီရဲ့ existence ကိုဒီကောင်းကောင်းလေးကြိုက်လွယ်ပြီးတော့ရှာဖွေနိုင်ပြီလို့ကိုယ်ခံချက်ရှိလားအခုချိန်ကြီးတော့ကောင်းကောင်းကြီးမရှာဖွေနိုင်သေးဘူးဆရာကောင်းမရှာဖွေနိုင်ဆိုတော့ဒီသဘောတရားတွေကိုစင်ကျင်သုံးသပ်ပြီးတဲ့အချိန်တစ်ခုမှရှာဖွေနိုင်မယ်လို့ထင်တယ်အခုကကျွန်တော်ကအပေါ်ရန် cover လောက်ပဲသိတာပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ root ကတော့ dualism ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ခုနပြောတဲ့ဆရာပြောရတဲ့ထဲကဒီ philosophy ရဲ့ဒီ Buddha philosophy ရဲ့ပြန်သုံးသပ်ပြီးတော့ကိုလက်ရှိလက်ခံထားတဲ့ essence ကိုတူးဖော်ရမှာပေါ့ဆရာလက်ရှိဖြစ်တည်နေတဲ့ essence ကိုဟုတ်ကဲ့အခုကျတော့အကိုတို့အမှာက Spinoza သဘောဆိုရင်တော့အကိုတို့ essence ကတခုတည်းပဲတဲ့ဆောင်းဝဆက်လာမဟုတ်ပြန်ပြောတာခုန Spinoza သဘောဆိုရင်တော့ essence တခုတည်းပဲဒါပေမဲ့အကိုတို့ဒီ Descartes ရဲ့သဘောဆိုရင်တော့ essence တခုတည်းမဟုတ်ဟုတ်ကဲ့ပါဆရာ Spinoza ပြောတာဟိုစကြဝဠာဖျားတကယ်တရားဖြစ်တယ်အဲ့တော့ဟုတ်ကဲ့အကိုတို့ညီတို့ရဲ့ essence ဒီတခုတည်းပဲကြည့်ရတယ်အမြင်နဲ့အဲ့တော့ဟုတ်ကဲ့ဗုဒ္ဓဘာသာယူဆအားဖြင့်ဆိုရင်လည်းကိုတို့ essence ကတဏှာဆိုတဲ့အရာကြောင့်ကိုတို့ကဒီဘဝဆိုတဲ့အရာကြီးပြန်ရတယ်ဆိုတဲ့ဟာမျိုးနဲ့ကိုတို့က essence ကတော့တစ္ဆာလေးပါးတရားတို့နေရာတို့နတ္တဆို essence အကုန်လုံးကတော့ essence ကို existence ကိုအကိုတို့ဒီဗုဒ္ဓဘာသာယူဆပြောနေတာတော့ဘာသာရေးဒီကိုတို့ရဲ့ essence ကို existence ကို generalize လုပ်တဲ့သဘောရှိတယ်ကွာဟုတ်ကဲ့ပါဆရာအဲ့တော့Asian နေဒီဖြစ်တပူဘာသာနာဝါသမားတွေဘာဖြစ်လို့ဘာသာမဲ့ဖြစ်နေဆိုအကြောင်းရင်းကရှင်းသဘောပေါက်သွားစရာမကောင်းဘူးလားအခုကိုပြောတဲ့သဘောမှာသူတို့ဒီဟုတ်ကဲ့သဘောပေါက်ဒီဘာသာရေးဆိုတဲ့ယူဆကိုလက်ခံကျင့်သုံးပြီးတော့သူတို့ကအော်တော့မခံယူဘူးဆိုရင်သူတို့ဖြစ်တည်မှုကတီးတက်ဖြစ်တည်နိုင်တဲ့အရာတွေဖြစ်တယ်လို့သူခံယူလာကြတာပေါ့ဟုတ်ကဲ့ပါဆရာအခုကဘာသာရေးတစ်ခုကိုခံယူလိုက်မယ်ဆိုရင်အကိုတို့ညီတို့ရဲ့ absent နေဒီဒါလည်းကြာသွားတဲ့ဘောဖြစ်သွားဟုတ်ကဲ့ဆရာမှန်ပါတယ်အဲ့လိုကြားခြင်းက philosophical တည်ဆုံးခြင်းလို့တော့တတ်မှတ်ချင်တာပေါ့နော်ဒီဟိုပါပေါ့နောက်ပိုင်းဘာတွေကindividually essence ကဘာလဲเนาะ individually existence ဘာလဲဆိုတာကိုရှာဖွေတာ existentialism ရဲ့နောက်ပိုင်း modern ပြီးတော့မှဒီနောက်ပိုင်းเนาะကမ္ဘာစစ်ပြီးရင်နောက်ပိုင်းပေါ်လာတဲ့ existentialism ဝါဒဆိုတာဒီ abstract နဲ့ဒီ exist နဲ့ essence ကိုသူတို့ကเนาะဒီဘာသာရေးယူဆတွေရဲ့เนาะပြဋ္ဌာန်းထားတဲ့ယူဆတွေရဲ့အောက်ကနေရုံးထုတ်ဖို့ကြိုးစားတာပေါ့ဟုတ်ကဲ့အဲ့တော့အခုအနေနဲ့ကြတော့ဟိုဘယ်ဘက်အားတန်မှထင်တယ် essence ဒီအခု essence နဲ့ညီ essence နဲ့ဒါရဲကြရထင်လားဂျိုလီတိကျဖြစ်နေထင်လားကျွန်တော်တော့တိကျဖြစ်တယ်လို့ထင်တယ် essence က
ကျွန်တော်ရဲ့စိတ်ထင်မှာပေါ့နော်တီးကြဖြစ်နေလို့လဲကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ရဲ့ခံယူချက်တွေဒီ essence တွေကွဲပြားတယ်လို့ကျွန်တော်ကတော့ထင်ပါတယ် essence တွေကအနှစ်သာရတွေကတော့ existent to နေတော့ essence ကွဲပြားမယ်လို့တော့ကျွန်တော်ဘက်ကအခုအနေနဲ့တော့တွေးမိပါတယ် ဒါပေမဲ့ဟိုပေါ့ဘာသာရေး user တစ်ခုအပြင်ဆိုရင်တော့ essence နဲ့ existent ဒီပိုကျင်းမြောင်းလာတယ်ပေါ့နော် ဟုတ်ကဲ့ပါရှင် ပိုကျင်းမြောင်းလာတယ်အဲ့တော့ဘာသာရေးဒီ ethic ရှိတယ်သီလလို့ခေါ်တာပေါ့အဲ့ ethic ကိုစားရတယ်သူဒီဒါရဲ့ကြောက်အောင်ပေါ့ အော်မှန်ပါတယ် ဒါရဲ့ကြောက်ရင်ဖုန်းကြီးဖြစ်သွားတယ်ဖုန်းကြီးဖြစ်သွားပြီဆိုတာနဲ့ तू ကကြောရတော့မယ်ဟုတ်တယ်မလားခါရပြုရတော့ ဟုတ်ပါတယ်ဟုတ်ပါတယ် အဲ့မဲ့သူ့ရဲ့ individually asset အဖြစ်ဆိုဒီဖုန်းကြီးဒီတော့ကြောထိုက်လားမကြောထိုက်ဘူးလားသူ့ရဲ့စိတ်ရသဘောထားပါတယ်သူလူသားကိုအကျိုးပြုရလူဒုက္ခပေးရလားအဲ့လိုပိုင်းနေပြန်ပြီးတော့ asset တော့ဘာသာရေးတွေမှာလိုက်ခွဲမနေတော့ဘူး မခွဲတော့ဘူးမှန်ပါတယ်ရှင် အဲ့ဒီပိုင်းကြောင့်လည်း existentialism တွေကဘယ်ဘာသာရေးဟိုမှာမယုံကြည်တော့တဲ့ပိုင်းဖြစ်လာတာပေါ့ဟုတ်ဆို ဟုတ်ပါ သူလဲလေလောကီသားပဲဖို့ဆိုတဲ့စကားလုံးပေါ့နော်ကိုလဲလေလောကီသားလေးပေါ့သူလဲလေလောကီသားလေးဖို့စကားလုံးရဒီဖုံးတော်ကြီးတွေပေါ့ဘာသာရေးပြမှာရှေ့ဖုံးတော်ကြီးတွေဒီ ဟုတ်ကဲ့ သူတို့ asset တွေ individually ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ being တွေ individually ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီ ethic ကိုဘယ်တော့မှဆောင်ရွက်လို့မရအောင်အဲ့တော့ existentialism နဲ့ရင်းနှီးပြောတယ် ethic ကိုနော်ကိုယ်တိုင်မသိဘဲနဲ့နော်အဲ့လိုမျိုးနော်လုပ်နေတဲ့လူတွေဒီလမ်းမလျှောက်နေလူတို့သူတို့သတ်မှတ်တယ် existentialism တွေက ဟုတ်ကဲ့ပါရှင်မှန်ပါတယ် ethic ဆိုတာသူတို့ free will လာတယ်ပေါ့လွယ်ရတဲ့စိတ်ကလာတယ်အဲ့လွယ်ရတဲ့စိတ်ကိုတော့နားမလည်ဘူးဆိုရင်တော့ ethic ကိုလည်းနားလည်မှာမဟုတ်ဘူးပေါ့ empathy ဆိုတာလည်း free will ကိုမှ empathy ဖြစ်ဖို့လိုတယ်ပေါ့အဲ့တော့ free will ကိုမှ empathy ဖြစ်ဖို့ဆိုရင်ဘယ်လိုလို့ဒီယာကြီးကို ethic ကိုသူတို့နားလည်မလဲပေါ့အရင်လာရင်တော့အဲ့နေရာ democratic culture ဆိုတာအဲ့ဒါပဲသိလား ဟုတ်ကဲ့ပါမှန်ပါတယ် အခုတဘောဟို comparison လုပ်ပြီးတွေးမိလားအခုပြောလိုက်ရဟာတွေမြင်လိုက်လား ဟုတ်မြင်တယ်လို့နဲ့ပြန်ပြတ်သွားတယ်ဆရာဟုတ်ကဲ့ခုန ethic နဲ့ free will နဲ့ရဲ့သဘောလေးကိုဆရာတစ်ချက်ပြန်ပြောပြလို့ရမှာ သူကဒီလိုလေ ဟုတ်ကဲ့ အခု ethic ဆိုတဲ့အရာဒီနော် free will ဆိုတဲ့အရာကိုနားမလဲပဲနဲ့မှာပေါ်ပေါက်လာလို့မရဘူးကွာဟုတ်ဆို ethic တိုင်းဒီဒီ essence ရော exist ကိုနော်ကနေပြီးပေါ်ပေါက်လာရဖြစ်ရကြမလို့ free will ရှိမှ ethic နဲ့ exist ကလွတ်လပ်ပြီးတော့မှသူတစ်ပါးရဲ့နော်လွှမ်းမိုးချုပ်ချယ်ဖိနေခြင်းကိုမခံရဘူးလေအဲ့တော့ ဟုတ်ကဲ့ပါ ဒီ free will ကိုနားမလဲပဲနဲ့ ethic ကိုနားလည်လို့မရအောင်နားအဲ့ဒါမဲ့ဒီ religious တွေနောက်ပြီးတော့အခြားသောအခြေခံဥပဒေကိုရေးဆွဲထားတဲ့ဒီနိုင်ငံတော်တွေပေါ့ state ဆိုရဲ့စစ်နေသည်အကိုရဲ့ ethic တွေကိုနော်နိုင်ငံသားတယောက်တာဝန်ဆိုချမှတ်ပေးလိုက်တယ်နော်ဘာသာရေးဆိုတဲ့ယူဆတယ်ဘာသာတရားရဲ့နော်တာဝန်ဆိုချပေးလိုက်တယ်အဲ့တော့အဲ့ဒီຢာတွေဒီအကိုတို့အတွက်ကအကိုတို့နဲ့ရောနော် fit ဖြစ်ပါမလားအကိုတို့ရဲ့ asset အနေနဲ့ရောဒါတွေကမသားရဲကြပါမလားဆိုတော့ဘာညာတန်းတန်းဖြစ်ပွဲကောင်းတယ်လေအဲ့တော့အကိုတို့ရဲ့ free will ဥမာပြော LGBT ပဲထားကွာနော် LGBT ဆိုရင်ဘာသာရေးတိုင်းရဲ့အစိတ်တောက်ပဲလေနော် LGBT ကစိတ်တောက်ပဲအဲ့တော့အဲ့ဒီ LGBT ဒီ free will ဒီနော် LGBT ရဲ့ active ပေါ့နော် queer theory ခေါ်တယ် queer theory ခေါ်LGBT ကိုလေ့လာတဲ့ပြန်ကို queer theory ခေါ်တယ် queer theory ကျတော့သူတို့အတိအသက် asset နဲ့ existentialism ကိုသူတို့ရှာဖွေကြတာပေါ့နော်ဟုတ်ကဲ့အဲ့တော့အကိုတို့ကဒီမှာကဒီ free will ဆိုတဲ့သဘောမပဘဲနဲ့မှာ ethic ဆိုတဲ့သဘောကိုမင်းတို့နားလည်နိုင်မှာမဟုတ်ဘူးဆိုပြီးရန်ပေါ်စားထောက်ပြလာမှာတော်နိုဘစုရနိုဘစု အော်ဟုတ်ကဲ့ existentialism အခုညီဟိုဖြစ်သူဗရဏဝါဒကိုအခုပြောမှချင်မှာအခုတော်တော်လေးဟိုမှာရှင်းသွားပြီမလား အော်ဟုတ်ကဲ့ပါဆရာ free will ဆိုတာကိုယ့် active နဲ့ကိုယ့်ရဲ့ဒီ existence ကိုယ်တိုင်ဖန်တီးရတယ်ဆိုတာမျိုးပေါ့ဆရာ ဟုတ်တယ်အဲ့တော့ကိုတို့ကလူပောင်ဖွဲ့ချမှတ်အသေးချမှတ်ထားတဲ့ area မှာလည်းဟိုမင်္ဂလိတွေဘာလို့မလုပ်အောင်ညာမလုပ်အောင်တက်မှာအဲ့လိုမျိုးစုံလေတော့တခြားနိုင်ငံတွေမှာအိန္ဒိယတို့မှာအဲ့ဒီဟာတွေဒီအကိုတို့ရဲ့ free will ကိုထိပါတယ်မလို့ဒီ ethic ဆိုတဲ့ဟာ free will တော့လာထိပါပြီဆိုတော့ ethic မဟုတ်တော့ဘူးသတ်မှတ်တယ် existentialism တွေကဟုတ်ကဲ့ပါအဲ့ဒါလေးကိုညှိနေတဲ့ပုံကိုရအဖြစ်ရောဘလို့မြင်တယ်သဘောကျလားအဲ့ဒီအမြင်ကို ကျွန်တော်တော့အဲ့ဒီမြင်သဘောကျတယ်ဆရာဟုတ်ကဲ့ free will ethic ဆိုတာပြောရရင်တော့စီကံတစ်ခုပဲစီကံဆိုတဲ့ဟို free will မဟုတ်တော့ဘူးဆရာစီကံဆိုတဲ့ essence တွေကိုတူညီအောင်ချုပ်ကင်လိုက်တဲ့သဘောတရားဖြစ်သွားပါတော့เนาะဒါဆိုရင်
freeware ကိုတော့ကျွန်တော်ပို့ပြီးတော့ support ဖြစ်ပါတယ် အဲ့တော့ဒီ freeware တွေကိုမှဒီ active ဖြစ်ဖို့ဆိုတဲ့နီလန်းကိုကိုဘလို့ထိန်းချောင်းမလို့ဆိုတဲ့နီလန်းကိုတွေးခေါ်ပွဲစနစ်တကျတိစောက်မဲ့လူတွေကတော့အခုကိုတို့ခင်မှာလာတဲ့အတွေးခေါ်အပိုင်းဆိုင်ရာဖြည့်တရားမဲ့အပိုင်းလို့ကိုကမြင်တယ်ကွာသိလားကိုပြောချင်တယ်ပေါ့နော်ဟုတ်ကိုဒီ freeware ဘက်ကိုလည်းမရအောင် freeware ဘက်ကိုလည်းမရအောင်เนาะကိုတို့ hipika ချာတို့เนาะကိုတို့ပန့်တော့ပေါ်လဲဆို freeware အရင်အဆွံ့ရောက်သွားတယ်ကွာသိလား ဟုတ်ကဲ့မှန်ပါ freeware ကိုအရင်အစွန်းရောက်သွားတာပေါ့ရှင်ဟုတ်ကဲ့ အဆွံ့ရောက်သွားတယ်အဆွံ့ရောက်သွားတော့သူတို့တွေကိုမနေ့ထိန်းချုပ်ရတယ်ပေါ့နော်ထိန်းချုပ်ရတယ် artist တွေဆိုရင်လည်း freeware ဆွံ့ရောက်သွားတယ်เนาะ freeware ဆွံ့ရောက်သွားတယ်အဲ့တော့ artist ဆိုတဲ့အရာဒီ artist ဆိုတဲ့အရာဒီကိုတို့ကဒီ freeware ဆိုတဲ့အရာနဲ့ဘလို့ချိန်ညှိမလဲဆိုတဲ့အပိုင်းကအကိုတို့အရေးကြီးတဲ့အပိုင်းမှာပါတယ်ကွာအရေးကြီးတဲ့အပိုင်းမှာပါတယ်အဲ့ဒီပိုင်းဟိုမှာအကိုတို့နောက်ပိုင်း contemporary philosopher တွေကနောက်ပိုင်းထပ်ပြီးတော့ဘလို့တွေးခဲ့ကြတယ်ဆိုတဲ့အပိုင်းကိုအကိုတို့နောက်ပိုင်းပြန်ရှင်းပြပေးမယ်လေဒါပေမဲ့အဲ့ဒါလက်ရှိ contemporary ဖြစ်တဲ့အတွေးခေါ်ယူဆအဲ့ဒါပဲဒီ freeware နဲ့ဒီ app ကြားထဲမှာအကိုတို့ဘလို့မျိုးထိန်းချောင်းကြမလဲဘလို့မျိုးထပ်ပြီးတော့မှ phenomenological wall ရယ်ကိုတို့ဒီ metaphysics ရယ်အချားမှာကိုတို့မြင်တဲ့ဒီအမြင်တွေကိုဘယ်လိုထင်ကြောင်းမလဲပေါ့အဲ့တော့လူသားဒီကိုတို့ကတော့လောလောဆယ်ကတော့မြင်တာကတော့ stakeholder တွေပေါ့ stakeholder တွေဒီ philosophy ရဲ့နောက်မှာရှိတယ် stakeholder အတိုင်းဒီသူက economy ကိုအခြေခံတဲ့ stakeholder တွေများတာဟုတ်ပြီးတော့ economy ဆိုတာဘာလဲဆိုတော့ economy ဒီ philosophy မှာဘယ်လိုနေရာမျိုးမှာရှိရလဲ metaphysics နဲ့ဘယ်လိုရှိရလဲအဲ့ဒါအရင်ရေးကြည့်တယ်သူကpolitical economy ဆိုတဲ့နော်ဘာသာရပ်တစ်ခုနော်ကားမတ်ကြောင့်ပေါ်ထွန်းလာခဲ့တယ်။အင်းတော့ political ဒီ economy နဲ့နော်ဟိုတွဲဖက်ပြန်တစ်ခုမဟုတ်ဘူး။နော် Plato တို့ Aristotle တို့ခေတ်တွေမှာနော်ဒီ Descartes တို့ခေတ်တွေမှာ political တက်နော် economic တက် economy ဒီဘယင်းအခွင့်အာဏာကနေတဆင် economic တွေကိုနော် economy ဒီသူတို့တွေဒီဘယင်းနေနဲ့နော်ဒီကုန်တယ်ဒီရောင်းဝယ်သူတွေရောင်းသူတွေကြားမှာဘယင်းနေချမှတ်ထားတဲ့စီမင်းစည်းကမ်းအသက်တွေပေါ့ဥပဒေ law တွေပေါ်မူတည်ပြီးတော့မှအလုပ်လုပ်ရတဲ့အပိုင်းလို့အရင်တော့ခစ်ကြီးကမြင်ခဲ့ကြတယ်အဲ့တော့အခွန်ဆက်တာတယ်ပနာဆက်တယ်တရုံနဲ့တူနဲ့ဥပမာကုန်တယ်တယောက်ကကုန်တယ်ပြီးရတယ်ဘယင်းကိုနော်အခွန်ပေးရတာနဲ့ economy တစ်ခုတည်ပြည့်စုံသွားပြီဒီစနစ်ကြီးပြည့်စုံသွားပြီထင်ခဲ့ကြပေမဲ့နောက်ပိုင်း political economy ဒီကမှတ်ရှိတဲ့အကျမ်းမှာကျတော့လူသားတယောက်ရဲ့ freeware နဲ့တောက်ထားတဲ့ market တစ်ခုတည်နော် economy တစ်ခုက political ကိုပြန်ပြီးတော့မှလွှမ်းမိုးချုပ်ကိုင်နိုင်တယ်ဆိုတဲ့သဘောကိုနားလည်တဲ့ခါကြတော့မှcapital အဲ့ဒီ commerce capital ကျန်တော့ political ဒီ economy ကိုကနေပြီးတော့စဉ်သက်လာတယ်လို့ commerce ကမြင်တာဟိုတော့ political တိတန့်တရှိနေမှာမဟုတ်ဘူး political ဒီတော့လူသားရဲ့နော်လူသားမိသားစုတစုရဲ့ဆန္ဒလူသားတဦးရဲ့ဆန္ဒဒီဆန္ဒတွေအားလုံးပေါင်းဆောင်ရွက်ပြီးတော့မှဒီလူသားတွေအားလုံးကနေပြီးတော့မှနော်အဲ့ဒါက communism ဆိုပေါ်လာတာလေလူသားတွေအားလုံးနေဒီ unit တစ်ခုနဲ့ရေးပါပြီးတော့နော်ကြီးမြတ်တော့ရမရှိဘူးကြီးမြတ်တော့ရမရှိဘူးလူသားတွေကစုဖွဲ့မှုပဲရှိတယ်နော်လောက်ကင်ဆောင်ရွက်မှုပဲရှိတယ်ထုတ်လုပ်မှုပဲရှိတယ်အဲ့ထုတ်လုပ်မှုတွေဒီနော်နိုင်ငံရေးဖြစ်လာတယ်ပေါ့ဟုတ်ကဲ့ပါအဲ့တော့သူမြင်တဲ့မြင်ကပြည်သူကစတဲ့နိုင်ငံရေးပေါ့နော်ဟိုဒီကာမပြည်သူရဲ့စီးပွားရေးတစ်ခုကနေပြီးပြည်သူနှစ်ယောက်ကနေပြီးဟိုလူတစ်ယောက်ကလဲဆိုင်ပို့လိုက်တယ်လဲဆိုင်ပို့ပြီးတော့သူကစပားတွေရောင်းလိုက်တယ်ရောင်းတဲ့အခါမှာရောင်းလိုက်တဲ့ဟာကိုလက်ခံလိုက်တဲ့ဒီကုန်တယ်တွေကဒီစပားတွေကိုဒီတနိုင်ငံလုံးဖြန့်ဖြူးတယ်ဖြန့်ဖြူးတဲ့အခါမှာအဲ့စပားတွေကိုစားသုံးတဲ့လူတွေကနော်အဲ့ဒီကုန်တွေကိုပြန်ပြီးတော့ပတ်စံတွေပြန်ပေးရတယ်အဲ့လိုပြန်ပေးတဲ့အချိန်မှာအဲ့ဒီလိုအဖွဲ့အစည်းတရက်တွေကတော့သူ economy အရာအဖြစ်မဲ့နေတည်ရှိနေတာအဲ့ဒီຢာတွေပေါ်မှာနော်အစိုးရအနေနဲ့ကစောင့်ကြည့်ထွင်းချောင်းအောင်ပဲရှိတယ်ဆိုပြီးကွန်မြူနစ်တွေကတွေးတာကွန်မြူနစ်ဆိုတာအစိုးရဆိုတာယာယီပဲထားတာကွန်မြူနစ်ပါကွန်မြူနစ်ယူသွားတာကာမတ်ကျမ်းမှာရေးထားရကာမတ်မှာ political မရှိဘူးတော်ရွေးရှိတာကာမတ်ဆိုတာဟုတ်ကဲ့ပါငါတို့ဘာလို့ဘယင်းဆိုတာရှိရမှာငါတို့ဘာလို့အစိုးရဆိုတာရှိရမှာလူတွေဒီကလင်ကကြစ်မလုပ်ဘဲနဲ့လူတွေဒီအချင်းတာရိုင်းမကူညီပြီးတော့စိတ်ထားကောင်းပြီးတော့တယောက်ကိုချင်းစာတရားရှိရင်ဒီ economy စစ်စစ်ကိုနိုင်ငံရေးဆိုတာမလိုတော့ဘူးဆိုတော့သူတို့ကအဲ့လောက်ကြီးကိုအစွန်းရောက်စွာနဲ့ကာမတ်ကရေးထားတာသူကျန်တယ်ပါဟုတ်ကဲ့ပါ
အဲ့ညီဘလို့မြင်လည်းမသိဘူးကိုပြောတဲ့ဟာကိုကြားဘူးလားအရင်တော့ အဲ့ဒါမကြားဘူးဆရာကာမတ်ရဲ့ဒီ communism ပေါ့နော်capitalism ကာမတ်ရဲ့ဒီ communism ပေါ့ခုနအဲ့လောက်အစီပြီးတော့မကြားဘူးဆရာဒီလူတိုင်းသားနဲ့ဒီသူရေးတဲ့တကယ်ဆိုတဲ့ဟိုစာအုပ်ကြီးကအရေးကြီးရလေသူက capital ဆိုဟိုရေးချင်သွားတာပြောတာမဟုတ်သူရဲ့ capital ကျန်းဟုတ်ကဲ့ပါအဲ့အရင်ကျန်းလို့ခေါ်ကြရလေအဲ့ကျန်းကြီးကိုကာမတ်ရဲ့အရင်ကျန်းဟုတ်ကဲ့မင်းကွန်မြူနတီမဟုတ်တော့ဘာပြောကြရလေ ဟုတ်ကဲ့ပါဆရာအဲ့ဒီအရင်ကျန်းကြီးကိုအကိုအနှစ်ချုပ်ပြောရရင်သူက political ကို तू ကမမြင်တော့ဘူးကွာ political က economy ကနေကိုစဉ်းစားလာတယ် तू ကမြင်ပြီးတော့နောက်ဆုံးကျ political system ကြီး economy တခုတာဖွံ့ဖြိုးတိုးတက်သွားရင်ထုတ်လို့ရတဲ့ business တခုကို तू ကလက်ခံလိုက်တာဟုတ်ကဲ့ပါဆရာပြောရင် community ဟိုအပြာကိုကြောင်တွေကိုမင်းတို့စာမကြည့်ဘူးလို့ပြောရမှာဖြစ်နေပြီမင်းတို့လုပ်နေရတယ် community ဆိုရင်နော်ဟိုကဲကြတော့ तू ကpolitical economy ကိုနားမလည်ပဲနဲ့ community လုပ်တယ်ဆိုရင်တော့အမနမဟိုမှအဆင်မပြေဘူးကွာသိရမလားဟုတ်ကဲ့ပါဆရာ political economy ဟုတ်ကဲ့မော်စီတုံးကအမနမလဲတယ်ဗောလဲတယ်ဆိုတာက तू ကအရင်ကျန်းကြီးတစ်ခုလုံးမှာရေးထားတဲ့အရာဆိုရင် तू ကနိုင်ငံတစ်ခုရဲ့ဒီ power ပေါ့နော် state power state holder ဟုတ်ကဲ့ဒီအရင်ကျန်းအတိအကျလိုက်လာမယ်ဆိုရင် socialist ယူဆအပြင်ဆိုရင်သူအာနာရှင် dictatorship စနစ်ဆိုတော့ပေါ်စရာအကြောင်းမရှိဘူး socialist စနစ်မှာသူကဟို၄နှစ်တစ်ချိန်ပဲသူလည်း democracy ကချပုံစံစစ်စစ်ပဲသူကရွေးကောက်လို့ရတယ် political system ပြီးတော့သူကနောက်ဆုံးကြရင်သူကခေါင်းဆောင်မဲ့နိုင်ငံရေးပေါ့ဟုတ်ကဲ့ပါအခုခေါင်းဆောင်မရှိတော့ဘူးနောက် political က economy ပဲလို့မြင်သွားတာလေလူတွေဒီစီးပွားရေးပဲရှိတယ်နိုင်ငံရေးမရှိဘူးဟုတ်ကဲ့ပါအဲ့တော့စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတော့လူမှုရေးကျန်းမာရေး private ဖွံ့ဖြိုးသူလက်ခံတယ် private ဆိုတာကတော့နေရာတိုင်းမှာရှိတဲ့တယ်ဒါ private တစ်ခုလုံးကိုဒီ private ကို government ပေးရမယ်အဲ့ government ဆိုတာ private တဲ့ဘောပေါ်တော့မြင်တော့တာဟုတ်ကဲ့ပါဟုတ်သဘောပေါက်ပြီဒါပေမဲ့အဲ့ဒီအစ်စ်မတိုင်ခင်မှာပြည်သူတွေရဲ့အကျင့်စာရိတ္တတွေဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသေးရင်တော့ဟိုအချုပ်ကိုင်မှုစနစ်နဲ့ political စနစ်ဆိုတော့ပေါ်ပေါက်နေရမယ်ဆိုပြီးတော့ရေးထားခဲ့ဟုတ်ကဲ့သဘောပေါက်ပြီမြောက်ကိုရီးယားအဲ့သွားနေရလေအဲ့လမ်းကြောင်းဟုတ်ကဲ့ပါအဲ့ဟိုကင်ဂျိုအမြင်နဲ့ပြောတယ်ငါတို့ကသူ့ရဲ့မိကုန်းကပါတယ်ကင်ဂျိုရဲ့မိကုန်းကငါတို့ကတစ်ချိန်ရရင်ငါတို့တစ်ခွလုံးကဟိုတို့ဒီမျိုးဆက်ကြီးကမရှိတော့ဘဲနဲ့မှနောက်ဆုံးပြည်သူတွေလက်ထဲမှာအာဏာရှိရမယ်ဟုတ်ကဲ့ပါအဲ့လိုကြတော့အဲ့လိုကြတော့အခုအဲ့ဒီတွေးခေါ်အထီကိုဆွဲခေါ်လာပြီနော် metaphysics ကနေပြီးတော့ပြန်ဟုတ်ကဲ့ပါဆက်တယ်နော်ပြန်ပြီးဆက်ပါပေါ့ဟုတ်တယ်ချင်းအဲ့တော့ကိုတို့က the capital စောက်ချက်ကိုကညီလေးကဒီသမနာ800ကျော်ရှိတယ်800ကျော်ရှိတယ်ဗောနော်800ကျော်ရှိတယ်ညီမပြန်ထားတယ်ဗောအဲ့စောက်ကြီးရဲ့အနှစ်ချုပ်ကအဲ့ပဲသိလားအကိုအဲ့စောက်ကြီးကို9ချိန်လောက်ဖတ်ပြီးပါ9ချိန်လောက်ဗောနော်လူငယ်ဘဝတစ်ချောင်းဖတ်ခဲ့တာဗောဟုတ်ကဲ့ပါဆရာ Adam Smith ရဲ့ The Invisible Hand ဆိုတဲ့စာအုပ်ဗောအဲ့ဒီ Adam Smith ရဲ့ The Way of Nation ဆိုတဲ့စာအုပ်မှာ The Invisible Hand ဆိုတဲ့စာပါတယ် The Way of Nation ဆိုလဲကိုအခောက်ကဖတ်ဟုတ်တော့ Adam Smith The Way of Nation ဆိုတဲ့နိုင်ငံများကြီးတနဆိုတဲ့ဟာရဲ့ကာမတ်ရဲ့အရင်ကျန်းဆိုတဲ့ဟာရဲ့ကြောင့်ဒီ American တို့ပေါ်ပေါက်လာတာလေဟုတ်ကဲ့ပါတရတဟနိုင်ငံတွေပေါ်ပေါက်လာဆိုတာဒီကျန်းတဲ့ဆောင်ကြောင့်ဟုတ်ကဲ့ပါဆိုတော့ political က economy မရှိဘဲနဲ့မဖွံ့ဖြိုးဘူးဆိုတဲ့စကားလေကာမတ်အယူဝါဒကြောက်ဖို့ရန်ကောင်းတော့မှန်တယ်လေတိရောမှန်တယ်ဟောမှန်တယ်အဲ့တော့ဟို capitalism တွေကအရင်ရှင်တွေကသူတို့ကကြောက်နေတာဒီ communist တွေကို communist အတွေးခေါ်ယူဆတွေမှာအခြေခံထား economy ဖွံ့ဖြိုးတိုးတက်မှာနိုင်ငံရေးစနစ်တည်ငြိမ်မယ်ဆိုတဲ့ယူဆတွေကာမတ်စီကပြန်စဉ်းစားထားတာဟုတ်ကဲ့ပါအဲ့တော့ကန်းကျုံကျွန်းကိုင်းမိပဲကွာသိလား Adam Smith ရဲ့ The World Nation ရောနော်ဟုတ်ကဲ့နောက်မှ Adam Smith ရဲ့ The World Nation နဲ့ဒီကာမတ်ရဲ့ The Capital ဆိုရဲကျွန်တော်တို့ရဲ့လူသမိုင်းရဲ့ ideology နှစ်ခုလုံးဥဆောင်သွားတယ်ပေါ့ဒီဟုတ်ကဲ့ပါဆိုဗီယက်ရဲ့ဒီ American ဆိုရဲဒီကိုဝါကြီးဖြစ်သွားတဲ့အနေအထားထိအောင်ပါဒီဆောက်ကြီးတော့ဘာလို့ power ကြီးခဲ့တယ်ဆိုတာနောက်နေ့မှာကိုရှင်းပြပေးမယ်နော် follow ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါလက်ရှိမှာကိုတို့က metaphysics ပိုင်းမှာကျတော့အဲ့ဒီ economy ဆိုအပိုင်းကိုတော့ဖြုတ်ချပလိုက်တာဟုတ်ကဲ့ပါဖြုတ်ချပြီးတော့သူတို့ကဒီ
ဘာလို့ကတော့စီးပွားရှာရမှာလဲအဲ့လိုဖြစ်သွားတာ ontology ကဘာလို့ငါတို့ကဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာလဲ ဟုတ်ကဲ့ပါ ဟုတ်လေအဲ့လို ontology တမားကြတော့ तू ကဒီအဲ့မှာကျတော့မှအဲ့လိုမျိုး spiritual သမားတွေပေါ်လာပြီး hippie culture တွေပေါ်လာတယ်နောက်ဒီ terror သမားတွေပေါ်လာတယ်သူကသဘောတရားပေးတဲ့စွမ်းရည်မယ်သူကသုံးချမယ်လူတွေဒီ creative sense နဲ့လုပ်ရင်လူတွေဒီလမ်းကြောင်းတွေကိုရှောက်ရင်နောက်ဆုံးကျတော့ nuclear စစ်ကြီးဖြစ်ပြီးတော့မှအားလုံးမျိုးတုံးမယ်ဆိုတာယူဟိုဒီ mystery သမားတွေကဒီဘာသာရေးသမားတွေကလက်ခံကြအဲ့ဗုဒ္ဓဘာဖြစ်လို့သိမဲ့ပညာအားပေးခဲ့ဆိုရယ်ယူဝါဒကလည်းအဲ့ဒီမှာပြန်တွေးလို့ရလာပြီနော် ဟုတ်ကဲ့ပါရှင် သူတို့ဒီရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ontology အားဖြင့်သွားကြိုက်တွေ့မယ်ဆိုရင်เนาะလူသားတွေဒီเนาะနိယာမတွေကိုကြော်လွှားပြီးတော့လုပ်ရတဲ့ကြောင့် metaphysics ပိုင်းမှာဒီ mystery ပိုင်းတွေမှာမြင်တဲ့အမြင်နဲ့ဟိုအခုတို့ဒီ philosopher မြင်တဲ့အမြင်တွေကတော်တော်လေးကွဲပြားသွားတယ်အဲ့နေရာမှာလေ အဲ့ရဟုတ်ပါရှင်တန်းကြောင်းတစ်ခုကွယ်သွားတယ်ဒီ Karmas ဆိုရဲ့ရုပ်ထုပိုင်းဆိုင်ရာကြွယ်ဝမှုဒီ political economic ဒီလူသားရဲ့ဘဝရဲ့ ontology ဖြစ်တယ်လို့သူတို့လက်ခံထားတာကို Karmas ကဟုတ်ကဲ့အဲ့တော့အဲ့ဒီလူသားကလည်းဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်းအဆုံးပိုင်းမှာဘာမျိုးဆက်ရောက်မလဲဆိုတာကိုမှဒီ Jesus Christ တို့ဘုရားတို့ကလည်းကြိုပြီးပြောထားပြီးတာလူသားတွေကအလိုဆန္ဒကြီးမားတယ်အဲ့လိုဆန္ဒတွေကိုတော့လိုက်ရင်ဖွင့်ဒီဆွေဆက်သက်လာကြမယ်ဒီဆက်လာပြီးရင်တယောက်တော့လမ်းထက်တွေဖြတ်စည်းကြမယ်ဆိုတာကိုဒီ project တွေအားလုံးကပြောပြီးသား ဟုတ်ကဲ့ပါအခုမှ nuclear စစ်ပွဲဖြစ်မဲ့ကြောက်နေကြတယ် nuclear 6လုံး9လုံးကြာရင်ကမ္ဘာကြီးပြည့်ပိုင်းကြောက်နေကြတာအဲ့တော့အကိုတို့အခုဒီဆွေဆက်သက်မှုတွေကိုရက်တန့်ပြစ်မလားနော် spirituality ဒီဘဝတွေမှာနေထိုင်ကြမလားဆိုရင်နှစ်ပိုင်းကိုရွေးချယ်ရမယ်ပိုင်းရောက်လာကိုရဲ့လက်ရှိခေတ်တဲ့လူပေါင်းဖွင့်လက်ရှိခေတ်မှာပါဟုတ်ကဲ့ပါရှင်ဤအနေနဲ့ဘလို့အားတန်လဲကျွန်တော်တို့ spiritual ကိုပို့ပြီးတော့အားတန်တယ်ပေါ့ဆရာဟုတ်ကဲ့ဒီရုပ်ဝတ္ထုတွေကကျွန်တော်တို့ကိုယ်တိုင်နေမဲဟိုအတော်မတက်ဘူးလေအတော်မတက်ဘူးဆိုတာဘလုံးမဆုံးပေါ့ဆရာဒါမဲ့ဟိုကျွန်တော်တို့ဒီ spiritual ဘိုင်းမှာကြတော့မလိုက်တော့မပြေးတော့ဘူးပေါ့ဆရာတန်တရားထဲမှာဟုတ်ကဲ့အဲ့တော့ဒီ Karmas ရဲ့ဒီကျမ်းကြီးဒီလူသားတရရဲ့တိုးတက်ဖို့အတွက်သူဒီဆောင်ရွက်ခဲ့သည်မှန်တော်တရားလဲဒီကျမ်းကြီးကြောင့်လည်းဒီ nuclear စစ်ပွဲတွေပေါ်လာပြီးတော့ဒီမြောက်ကိုရီးယားတို့အမေရိကန်တို့တရုတ်တို့ခင်းချင်းတွေပေါ်လာတယ်လို့ပြောလို့ရတာပေါ့နော်မှန်ပါတယ်ဆရာအဲ့လူသားတွေဒီနောက်ထပ်နှစ်တွေမှာပိုအန်ရများလာမဲ့သဘောရှိတယ်ပေါ့ဒါသူ့ရဲ့ ဟုတ်ကဲ့ metaphysics philosophy အဖြစ်ဆိုရင် metaphysics အတွေးခေါ်ယူဆနဲ့ဆိုရင်လူသားတွေဒီပိုတိုးတက်လာတဲ့ခါကျရင်တယောက်နဲ့ပိုတန်တရားဝင်လာမယ်တယောက်ချစ်ခင်နှစ်သက်မှုပိုဝေးကွာလာကြမယ်တယောက်ဦးဇင်းတရားနဲလာမယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပိုဆောင်လာတယ်ပေါ့နော်ဟုတ်ကဲ့ပါမှန်ပါတယ်အဲ့တော့ balance ဖြစ်ဆုံးခစ်တီဘာလဲဆိုတော့ Mitzvah ပရိပဒါဆိုတဲ့အချိန်မှာဖျားပွင့်တယ်လို့သူကဗုဒ္ဓဘာသာယူဆတဲ့အယူဆဆိုရင်ကဘာကြီးရဲ့တမန်ကြောင်အားလုံး balance ဖြစ်တဲ့အချိန်ကအဲ့ဒီနိုဝင်ဘာ1500ပဲကဘာကြီးကတမန်ကြောင်ဒီလူတမိုင်းမှာအလေလက်ကအချိန်လို့ပြောလို့ရမယ်ပေါ့လေလက်ကြဆုံးချိန်ဟုတ်ကဲ့ပါရှင်အဲ့ဖျားခစ်ပွင့်ပြီးတော့အားလုံးနေဒီလေလက်ကြတဲ့အချိန်မဟုတ်တော့ဘဲနဲ့အစွန်းရောက်သွားအချိန်ရောက်သွားရုပ်ဝါဆက်တိုးတက်မှုတွေပဲရောက်သွားအချိန်ရောက်သွားအစွန်းရောက်လာတဲ့အချိန်ဖြစ်သွားပြီဟုတ်ကဲ့ပါစိတ်မဆိုင်ရာတွေအားနဲ့ချိနေပြီးတော့ရုပ်ဝါဆိုင်ရာတွေတိုးတက်လာတဲ့အချိန်မှာစိတ်မဆိုင်ရာတွေကတော်တော်ချိနေသွားကြပြီပေါ့ဖြည်းဖြည်းနဲ့ပို့ပြီးတော့ဟုတ်ကဲ့ပါအဲကြောင့်မို့လဲအခက်တော့ Greece ဒီမှာလည်းအပြိုင်ပေါ်ခဲ့တာပေါ့ကိုယ်စားတရားတွေအတစ်ပိုင်းတွေလေ့လာလိုက်စားတဲ့လူတွေတိလာတရားဆောင်းတဲ့ထွန်းကားခဲ့တယ်အခက်ကြီးတစ်ခေတ်တော့ထွန်းကားခဲ့တယ်ဟုတ်ကဲ့ပါရှင်ကဘာကြီးမှာလေဟုတ်ကဲ့ပါရှင်အဲ့တော့အခက်ကြီးကိုကအခက်ကြီးမှာတော့ထူးဆန်းတယ်ဟုတ်တယ်စစ်ပွဲတွေတည်တယ်အခက်ကြီးမှာနော်စီချင်းထိုးတိုက်ပွဲတွေနဲ့ပေါ်လာခဲ့တယ်လူသားတွေတည်ဆုံးမှုကိုရှော့ချခဲ့တဲ့ခက်ကြီးတစ်ခေတ်လို့ပြောလို့ရတယ်အခက်တွေကဟုတ်ကဲ့မှန်ပါတယ်တော့အကိုတို့ကအခုချိန်မှာငြိမ်ညာပဲရှိရပေါ့နော်တစ်ခါတော့ထားဖြစ်တယ်ဆိုရင်ကမ္ဘာစစ်တွေမှာထားဖြစ်တယ်ဆိုရင်လူကြီးတွေတန်းနဲ့ရှိသေးတယ်တန်း100 200 600 900သေးတာလေဟုတ်ပါတယ်ဟိုတက်ကမ္ဘာစစ်ဆိုရင်တော့တန်း4 5တောင်တော့မှန်းလာတာလေဟုတ်ပါတယ်ရှင်အဲ့တော့ရိုးထုကျေဝမှုတွေပေါ်လာရင်တော့လူသားတွေတည်ဆုံးမှုတွေပိုကျန်းလာမယ်ပေါ့တဘောပဲနော်ဟုတ်ပါတယ်မှန်ပါတယ်ရှင်အဲ့တော့အခုကိုတို့ဒီနေ့အဆုံးသတ်မယ်ဆိုရင်ကိုတို့metaphysics ကိုလေ့လာခြင်းအကျိုးကျေးဇူးတည်နော်ဟုတ်ကဲ့ကိုတို့ရုပ်ထုပိုင်းဆိုင်ရာတော့လိုက်မှာလားရုပ်ထုပိုင်းဆိုင်ရာကို short ချမှာလားဆိုအပိုင်းကိုရွေးချယ်တာအတူတူပဲခံယူချက်ကဟုတ်ကဲ့ပါအဲ့တော့ဘာလို့ကိုကြပြပြင်းနေရလဲဘာလို့ကိုတဲတော့လုံးနေရအပိုင်းရလဲအဲ့မှာရေးပါတယ်ဟုတ်ကဲ့ပါနော်
အဲ့တော့ကိုကဘောကနေနေမှုဘောမှာအကိုဒီလူမဆိုင်ရာကြောက်မှုပိုင်းကိုအလေးမပေးတော့ပဲနဲ့စိတ်ပိုင်းဆိုင်ရာကြောက်မှုပိုင်းအလေးပေးတဲ့လူပုဂ္ဂိုလ်တယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီးကိုခံယူချက်နဲ့လုံခဲ့15နှစ်အင်ဂျင်နီယာပင်ရဲကိုစွန့်လို့ပြီးဒီဘက်လျှောက်ခဲ့တာပေါ့ ဟုတ်ကဲ့ပါဆရာဘောပါပြီဆရာ အဲ့လိုခံယူချက်ပြင်းမှလဲကိုယ့်ရဲ့ animal အောင်မြင်ပါပဲပန်းနိုင်ရ မှန်ပါတယ်ကျွန်တော်လည်းဒီဆရာရှောက်ရဲလင်းကိုကျွန်တော်လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ ကိုတို့ကရုပ်ထုပန်းဆိုင်ရာဒီနော်တင်းတင်းလျောက်ပတ်တဲ့အနေထားအတိုင်းတာရှိရင်ပြီးရောနော်လူတွေမီးလင်းတာတော့အဆင်ပြေတယ်လူတွေနော်ခုနကပြောလို့ class ဆိုရင်ဒီအဆင်ပြေတယ်လူလေးတပေါင်းပိုးတွေလုပ်တယ်အဲ့ဒါတွေကိုလို့တွေတည်တယ်အကိုတို့နော်အဆင်ပြေတယ်တဲ့မှာဒီ energy ပေးဖို့ဒါပေမဲ့အဲ့ဒါတွေဒီမှာလူတွေကိုတိုက်ခိုက်လူတွေကိုအနိုင်ယူတယ်ပါဝါသဘောတွေဆန်လာတယ်ပြီးတော့ influence သဘောတွေဖြစ်တယ်အဲ့လိုမျိုးတစ်ခုကြာ colony ဖြစ်တယ် colony ပြုတယ်အဲ့လိုပုံစံမျိုးတွေထိကိုတွားတဲ့အနေထားက free will ကိုထိခိုက်လာတယ်အသိထိခိုက်လာတဲ့အတွက်ကြောင့်မလို့ဒါမျိုးတွေကိုကိုတို့ကပြန်စဉ်းစားသုံးသပ်ရပိုင်ရောက်လာတယ်ပေါ့နော် ဟုတ်ကဲ့ပါဆရာ အဲ့တော့အဲ့ဒီပိုင်းတွေကိုမှအကိုထပ်ပို့ပြီးတော့လုံနေတဲ့လူတွေကတော့ပြင်သစ်တို့ဘာလို့မှ neo message လို့ခေါ်တယ် neo message ဆိုတာmess ဝါရာမှာသူတို့က neo message တွေပေါ့နော်သူကအခုပြင်သစ်မှာကိုတို့အလဲပါတီပေါ်တယ်ကြားဘူးတယ်မလားအခုဆိုရင်ဒီလက်ရှိအင်္ဂလန်မှာလည်းပေါ်လာပြီအလဲပါတီဆိုတာလက်ဝဲလည်းမဟုတ်လက်ရလည်းမဟုတ်လေ ဟုတ်ကဲ့ပါဆရာ အဲ့ဒီအလဲပါတီအဲ့ဒီ metaphysics သဘောဆန်တဲ့ mystery သဘောတွေပဲပြင်လိုက်တယ်ဘာသာရေးဆိုရင်လည်းဘာသာရေးယူဆရေး Christian တို့ဟုတ်ကဲ့ ဘုရားဘာသာတို့ဆိုရင်ရှေးရိုးနန္တရားတွေကိုသိဦးစားမပေးတော့ဘဲနဲ့ခေတ်သစ်နန္တရားတွေဦးစားပေးလာတယ်ဟုတ်ကဲ့ အနုပညာလက်ရာတွေကိုပိုတန်မိုးထားလာတယ်အနုပညာသမားတွေကိုပို့ပြီးတော့မှဒီ sophist တွေနေရာမှာစားထိုးလာကြတယ် ဟုတ်ကဲ့ အဲ့လိုမျိုးနဲ့မှနိုင်ငံရေးခင်းချင်းတွေကဥရောပမှာနည်းနည်းပြောင်းလဲလာတဲ့သဘောရှိတယ် ဟုတ်ကဲ့ပါဆရာ အဲ့တော့အခုလက်ရှိပြင်သစ်မှာဆိုတော့လောဆယ်ပြင်သစ်ကတော့ညီတိတဲ့အတိုင်းပဲလေ ဟုတ်ကဲ့ သူ့ရဲ့လူဟိုပြင်သစ်ဒီကဘာမှာနေဟိုခေတ်တိုင်းမှာဥဆောင်တဲ့နိုင်ငံတော်ဖြစ်နေအခုလည်းလက်ရှိပြင်သစ်ဥဆောင်နေရပဲပြင်သစ်ကပါလေအဲ့ neo message တွေရမ်းပေါ်ပြီးတော့မှခုနကပြောတဲ့ ZZ တို့ Brady တို့ Bardi လို့ဆိုတယ်ပြင်သစ်အီတလီပေါ့အဲ့ဂျားခံဒီကိုရီအထွေးခေါ်ပညာရှင်တွေပေါ်လာတယ်ပေါ်လာနေပြီပေါ့နော်အဲ့မှာ Rachel Matt အထွေးခေါ်တွေနောက်ခုနကပြောတဲ့ Apocalypse ဆိုတဲ့အထွေးခေါ်တွေကိုပြောတဲ့ zombie ဆိုတဲ့အထွေးခေါ်တွေကဟုတ်ကဲ့နောက်ပြောတော့မဲ့ဒီ contemporary philosophy ပေါ့နော် အကြောင်းအရာ ဟုတ်ကဲ့ အဲ့မှာသူတို့ကဘာလဲဆိုတော့ဒီ capitalism ရဲ့အကျိုးအပြစ်တွေမြင်လာတယ်ဒီ communism ရဲ့အကျိုးအပြစ်တွေမြင်လာတယ်ပြီးတော့အဲ့ဒီဂျားတွေကငါတို့ဘယ်လိုဖောက်ထွက်ပဲလဲနော်ငါတို့ကအကိုလို philosopher ဆိုတာဒီလူသားရဲ့ဝန်တည်းလုံးပျက်စီးမဲ့အရေးကိုကာဝယ်ဆော့ချောက်မယ်ဆိုတဲ့ guardian of နော် guardian of galaxy ဆိုတဲ့လေအကိုလိုတဲတော့လုံးနေဆို guardian of galaxy ပဲလေကိုတော့ guard လောက်ရမှာပဲနောင်သားတွေကိုလူတော့ပျောက်ကွယ်မယ်ဒီဟာလို့ကိုက guardian လောက်ရတယ်philosopher တဲ့က guardian မလုပ်ဘဲနဲ့ပေါ့ခွေရှောက်ပြောတယ် philosopher ဖြစ်နိုင်အောင်မလားဟုတ်တယ်မလား ဟုတ်ပါတယ်သဘောပေါက်ပါတယ် philosopher ဆိုတာကကိုက guardian ဆိုတာကိုကတဘာဝပတ်ဝန်းကျင်ကို guardian လုပ်ရမယ်ဂေယစနစ်ကို guardian လုပ်ရမယ်ကိုတို့လူပေါင်းဖွဲ့စည်းရဲ့ဒီလူတွေရဲ့တားစားတာဖြစ်မဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေညီကျေးမှုပိုင်းဆိုင်ရာညီမျှမှုပေါ့နော်ပြီးတော့စီးပွားရေးဆိုင်ရာညီမျှမှုပေါ့နော်အခုကစီးပွားရေးဆိုင်ရာညီမျှမှုတွေကအခုချိန်ကဘာကြီးမှာကဘာတဝမ်းလုံးမှာမရှိသေးဘူးစင်းရဲဝိတ္တမှု short ချရေးပေါ့အခုဆိုရင်68%ပြန်တက်လာပြီပေါ့နော် ဟုတ်ကဲ့ပါဆရာ ဆိုတော့ဟိုကဘာကြီးတစ်ဖက်ဆောင်းလေးပြန်ဆန်လာပြန်ပြီပေါ့နော်အဲ့တော့ကဘာကြီးမှာကျော်ချမ်းသာတွေများလာတယ်အဲ့များလာမှုကလည်းအခုချိန်လည်းတော့စွတ်စားပဲရှိသေးတာပေါ့နော်ဟိုကဘာကြီးရဲ့99%လုံးသောပိုင်ဆိုင်မှုတွေကို100%လုံးပိုင်ဆိုင်မှုလူတန်းသားတစုပဲပိုင်ဆိုင်နေသေးရပေါ့နော်အဲ့တော့မှန်ပါတယ် အဲ့တော့အကိုတို့တွေကဒီ balance ခုကိုရှာဖို့က philosopher ရဲ့တာဝန်ဖြစ်တယ်အခုကိုတို့ဒီ philosophy ကိုကိုတို့စလေ့လာမယ်ဆိုရင်အဲ့ဒီစိတ်ကိုမွေးရမှာယင်သိလား ဟုတ်ကဲ့နော်ကိုက guardian ဖြစ်တယ် philosopher အခုကကိုကဓာတ်စိကဖေးတဲ့အကြောင်းတော့တတ်ကြတယ်ဟိုကောင်းရင်ကြီးတောင်ငင်းကမြောက်ငေးဆိုတာမဟုတ်ဘူးတကယ်ကသိလား ဟုတ်ကဲ့မှန်ပါတယ် တကယ်လူသားဒီအရင်းမြစ်ကြီးတစ်ခုလုံးဘလို့ကိုရီးယားအကျိုးပြုမလဲဆိုအပိုင်းဘလို့ဆော့ရှောက်မယ်ဆိုအပိုင်းမျိုးတွေကဒါ philosopher တွေရဲ့တာဝန်ပဲကွာမှန်ပါတယ်အဲ့တော့အကိုတို့ဒါဒီနေ့နေကိုချုပ်တဲ့အနေနဲ့ညီဘာများဒီနေ့ရရှိလိုက်လဲမသိနော်အစဆုံးဟုတ်ကဲ့ပါစာဆုံးကတော့ဆရာပြောရတဲ့ခေါင်းစဉ်တွေဒီခုန metaphysics ရဲ့သဘောတရားတွေ general metaphysics ontology essence တွေ existence တွေအကြောင်းတွေ substance တွေနောက်ပြီးတော့ဒီခုန philosopher တွေပေါ့ဆရာဟုတ်
Descartes တို့ Spinoza တို့အကြောင်းတွေနောက် materialism dualism တွေအနည်းချုပ်ဆိုရင်တော့ဆရာဘာရပါလဲဆိုတော့ကျွန်တော်အနေနဲ့ဒီ philosopher ဒီ guardian ဖြစ်နေတယ်ဆိုတော့ concept ကိုလည်းကျွန်တော်ကအရင်သဘောကျတယ်ဆရာဟုတ်ပြီကျွန်တော်တို့လုံနိုင်တဲ့အပိုင်းတွေကနေပြီးတော့ဒီအတွေးခေါ်တွေကနေပြီးတော့ဟိုကျွန်တော်if you know you have responsibility ပေါ့ဆရာအဲ့လိုမျိုးရလိုက်ပါတယ်ဆရာဒီဟာတွေလည်းကျွန်တော်ကြည်ကြည်နက်နက်လေးဖြစ်တော့ပြန်ပြီးတော့လေ့လာထားလိုက်ပါအောင်ပဲဒီကြားထဲမှာဟုတ်ကဲ့ပါညီလေးเนาะအဲ့ဒါဆိုကိုဒီနေ့ဆုံးသက်လိုက်အောင်เนาะအဲ့ဆိုရင်လိုအပ်တဲ့ရှိတဲ့ notes လေးတွေဒီ metaphysics ပတ်သက်တဲ့ဒီကိုဟိုနေ့ကဒီ dialectic လိုဟာမျိုးလေးတွေကို line ပေါ်ရတယ်တော့ဟိုဟာလေးတွေပို့လိုက်မယ်เนาะ diagram လေးပို့ထားပါဆရာဟုတ်ကဲ့ကျွန်တော်လေ့လာထားတာအခုဒီနေ့ပြောရတာဆရာခဏလေးပြောရတာဆိုပေမဲ့ဒီကြားထဲမှာ concept တွေအများကြီးပါတယ်ပေါ့နော် concept တွေကတော်တော်များတယ်ဆိုဒီဟာလေးတွေကိုကျွန်တော်တစ်ချက်ဖြည်းဖြည်းချင်းစီပြန်ပြီးတော့လေ့လာထားလိုက်ပါဦးဆရာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဟုတ်ကဲ့philosopher ဘိုင်းကိုနောက်တစ်ပတ်တော့ဖလားရက်မှာသွားမယ်ဆိုရင် philosopher ဘိုင်းမှာကိုလိုပဲပြန်ပြီးတော့မှကိုလိုက capitalism နဲ့the world nation ဆိုတဲ့ကမ္မကျန်းနဲ့အရင်ကျန်းကိုကိုလိုကမ္မအရင်ကျန်းနဲ့ဒီ the world nation ဆိုတဲ့စာအုပ်နှုတ်အုပ်ကိုလေ့လာကြအောင်နော်နောက်ပတ်ဟုတ်ကဲ့ပါဆရာနောက်တစ်ပတ်လေ့လာကြပါမယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီနေ့အချိန်ပေးတာဟုတ်ကဲ့ပါဒါဖြစ်ပိုင်းကို spiritual ဘိုင်းကိုပြန်သွားမယ်လေနော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့နော်ဟုတ်ကဲ့ခုဖြစ်သွားပါဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အတွက်ဒီနေ့သင်ခန်းစာကိုလည်းကျွန်တော် record လုပ်ထားပါတယ်ဆရာဟုတ်ကျေးဇူးပါအဲ့ဒါဆိုရင်နော်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာခုနိုင်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ